ပြီးတော့ညာဘက်ကထားညာလည်းယုံပေါ့အရှင်မောဂလန်ကိုတော့ဒုတိယဧကဘာဝကယာရုပေးပြီးတော့ဘယ်ဘက်ကထားတယ်ပရိသတ်ကြီးသိပြီးတာတွေကလက်ဝဲရလဲရအောင်ဘယ်လဲယုံပေါ့အဲ့ဒီသာရိပုတ္တမောဂလန်တို့ဆိုတာဟာသာကိဝေမင်းမျိုးတွေမဟုတ်ဘူးပရိသတ်ကြီးပုံနာမျိုးတွေအဲ့ဒီမှာယဟန်ပြုသွားတဲ့ဒေဝဒတ်ကစဉ်းစားတကယ်ဆိုကွာသိတ္တလောကသုံးပါးဘုရားဖြစ်ငါရောက်ဖဘုရားဖြစ်တယ်ဟောလူပြောကြဟာသူဘုရားဖြစ်ရဲ့လောကမှာအကြီးဆုံးလူရောနာရောရှ िख ိုးခံတဲ့ဘဝအဲ့တော့ညာလဲယုံပဲလဲယုံဆိုတဲ့နော်လဲယုံကြီးတွေတာဝန်ပေးရန်ရူခန့်တဲ့နေရာမှာတကယ်ဆိုရင်ညီကိုဝမ်းခွဲသမီးရောက်ဖဒီလိုလူတွေတွေးဖို့ကောင်းတာတဲ့အဲ့ဒါဘယ်သူစဉ်းစားရေးပြောဒေဝဒတ္တကိုရောစဉ်းစားနော်တကယ်ဆိုဒီလိုညာလူကြီးတွေကိုဆွေးမျိုးတွေကတွေးဖို့ကောင်းတယ်ဘာကိဝေမျိုးကိုမပေးပါပဲနဲ့ဘာလူမျိုးသွားပေးတယ်လဲအဲ့ဒါကခုနပြောထားတာဒုက္ခရံဒုက္ခရမတုနာသံတုဘာတုပါပိနာဒုက္ခရံသူတော်ကောင်းတွေကကောင်းမှုတွေကိုပြုဖို့ရန်လွယ်ပေမဲ့လူမိုက်တွေကြတော့ကောင်းမှုကိုလုပ်ဖို့ရန်မပြောထားနဲ့ပြောဖို့ရန်တွေးဖို့ရန်တော့ပြိဿရေလွယ်သေးလားနော်အဲ့လိုလူမိုက်ဆိုတဲ့ကိစ္စအတွေးလိုက်တယ်အမှန်ဒီဝဒုက္ခတွေးဖို့ကြီးတွေးရဟောရဘာလဲပါဠိကသောမှာရှိတယ်ဒုစိတ်တိတာစိတ်တိကျန်လဲရမကောင်းတာကြီးကျန်တယ်ဒုဗ္ဗတိတဘာတိပြောလိုက်ရင်အကောင်းမပြောဘူးမကောင်းတာကြီးပြောတယ်ဒုက္ခနာကမ္မကာရီလောက်သမျှလည်းမကောင်းတာတွေကြီးလောက်တယ်နေအောင်မထိုက်လို့လားလက္ခဏာလဲဆိုရင်လူမိုက်လက္ခဏာတိုင်းရဘုရားရှင်ဒီဝတ္တစေသာညာဘက်ကဘုရားပြိဿရဲ့ဘုရားရဲ့ညာဘက်ကသရပုံနာကြီးရလူတွေဘယ်ဘက်ကသပုံနာရလူတွေတာလေကိုမျိုးကိုပေးရမှာဒီလိုရလူတွေကဒီလိုရလူကြီးတွေကိုဘယ်လိုပေးရအဲ့ဒါဘယ်လိုလုပ်နေကြတာဒီဝဒအကျိုးပြုနဲ့လုပ်နေကြညဆောင်ရကိုယ်တော်များကဒါမသွေးဘူးနော်တကယ်ဆိုရင်လုံးနေသံလေးရှိတယ်လုံးနေတဲ့အရေးရှိတယ်ပြီးတော့အကျင့်လေးကောင်းတယ်အသိဉာဏ်လေးရှိလူပုဂ္ဂိုလ်ကိုခန့်အကျင့်လည်းမကောင်းဘူးအသိဉာဏ်လည်းမရှိဘူးလုံးနေသံလည်းမရှိဘူးလက်ဆွေလို့ဆိုပြီးတော့ဒါမျိုးဘုရားမလုပ်ဘူးအဲ့ဒါကဒေဝဒရာလူမရအဲ့ဒီတော့ဒေဝဒကဘာလုပ်လဲလို့ဆိုတော့သူစလာတာလေးပြောတော့မကောင်းမှုကိုဘယ်လိုစကလေးဆိုတာလေးပြောဒီမှာသမီးရသော်ဗျာသူသွားလျှောက်ရသော်ဗျာရှင်ဗျာဒုက္ခစရိယာကျင့်တော်မူတာ6နှစ်ကြာပြင်မလိုက်တာလို့ကြားပါလေဒါပြိဿပြီးပြီးသားနော်အဲ့ဒါပဲလေဘာမှစဉ်းစားကျင်းပြီးတော့ဒီအိန္ဒိယပြည်တို့မနေမနာလက်လေသွားလာပြီးတရားတွေဟောတော့ကိုပင်မနာဘောအဲ့တော့ရှင်မရပင်မစင်းစွာနဲ့ကျင့်ပြီးပင်မနဲ့လုပ်ပြီးဆက်မလုပ်ပါနဲ့အဲ့ဒါအစအဲဒီကနေတောင်းလျှောက်ကြည့်ပရိသတ်ကြီးဟဲ့လားအစီအတပည့်ဘုရားဖြစ်စဉ်ဒေဝရဖြစ်စဉ်တွေကိုအချက်မပြောတော့ဘူးခြုံလိုက်တော့နောက်ကြတော့ဒေဝဒတ္တကဘုရားကိုဘာလုပ်လဲဆို3ချိန်ပတ်ဖို့ကြံတာပဲမဟုတ်လားတောင်ပေါ်ကနေကြောက်တုံးနေနဲ့လိမ့်ချတယ်အောင်မြင်ရဲ့လား
နောက်တကနာလာကြီးအစင်ကိုဟလာသရဏနဲ့ပေါင်းအရေးတည်တက်ပြီးတော့ဘုရားကိုနင်းသက်ဖို့ကြိုးစားတယ်အောင်မြင်လားနောက်တော့လည်းမကိစ္စကိုတောင်းကြည့်တောင်းကြည့်နေတဲ့ဘုရားစီကိုလေးသမားတွေလွတ်ပြီးတော့လေးတွေများတွေနဲ့ပြည့်တတ်မလို့ကြံစည်တယ်အောင်မြင်လားအဲဒီလုတ်ချမှုကြီး၃ခုနော်ခင်မင်းပြီးပြောရလို့ရှိရင်နော် terrorism ပေါ့ချောင်းချောင်းတပ်ဖြတ်ခြင်းဆိုတဲ့အလုပ်ဒေဝတာကမင်းသားဆိုတော့သူဒါလေးလုတ်တယ်ဟုတ်ပြီအဲ့ဒီနေရာမှာမြတ်စွာဘုရားခုနစကားပြောတာသူကရံပါတုနာပါတုသူရကောင်းမှန်ရင်ကောင်းမှုကိုလုပ်ဖို့ရန်လွယ်ကူရမယ်ပြိဿရဲ့သူရကောင်းမှန်ရင်ဘာမှလွယ်ရမလဲကောင်းမှုလုပ်ဖို့ရန်လွယ်ရမယ်ကောင်းတဲ့လုပ်လေးတွေတင်ပြဒါမလွယ်ဘူးဆိုတဲ့စဉ်းစားကြအများကြီးရှိတယ်ဟုတ်လားကောင်းတဲ့အစီအစဉ်တွေတင်ပြဘာလို့ရင်ကောင်းမယ်ဘယ်လိုလုပ်ရင်ကောင်းမယ်ဒါမလွယ်ဘူးဆိုရင်စဉ်းစားပြီးတော့သူကလူကောင်းလားလူဆိုးလားစဉ်းစားကြအများကြီးဖြစ်တာသောကရဘာဒုနာဘာလို့သောကောင်းဆိုရင်ကောင်းမှုကိုလုပ်ဖို့ရန်လွယ်ကူနေရမယ်မာတုပပေနာဒုက္ခရလူကောင်းမာယမကောင်းမှုကိုလုပ်ဖို့ရန်ခက်ခဲနေလိမ့်မယ်မကောင်းမှုဟေးဆိုလို့ရှိရင်မလေးပြောပြောပါပါစီစီရောထထလုံးမနေနဲ့အဲဒီတော့မကောင်းမှုတွေကိုလည်းလည်းကူပြောပြောပါပါစီစီရောလုံးနေအဲ့ဒါလူမိုက်တွေကြီးပဲဘယ်နဲ့ကျရလဲနှစ်ခုရနာတေကပါပံပါပေနဒုက္ခရံလူမိုက်ဆိုရင်တဲ့ဘယ်မှာကလွယ်ကလေးလို့ဆိုတော့မကောင်းမှုဟေးဆိုလို့ရှိရင်လူလည်းကူကိုလောက်သွားတယ်ကောင်းတာလေးဒါလှုပ်ရှားဆိုတော့မလွယ်ပါဘူးပြောလိုက်ရင်အဲ့ဒီလိုဒီပါဖြစ်လေဒါလူမိုင်းဒေဝရလှုပ်သွားတာတွေကြည့်လိုက်လွယ်လွယ်လေးလျှောက်လှုပ်သွားလိုက်တာဩလူနဲ့ဥခိုက်နော်ဒါပေမဲ့ဘုရားကိုရောမြတ်ကိုတတ်ဖို့ရသူပဲစဉ်းစားတရားဘယ်တတ်တော်မှမစဉ်းစားဘူးသမီးရောက်ကညီကိုဝမ်းဝဲကဒါစဉ်းစားအဲ့လိုဖြစ်အဲ့ဒါဘာဖြစ်ရှင်တာလဲလို့မေးလိုက်တော့သူကိုယ်တိုင်ဖယားကဲ့သို့သောနော်ကြီးကျယ်တဲ့ဂုံသိက္ခာယာရုအာနာပါဝအဲ့လိုနေရာမျိုးကိုသူကတက်ရှင်တော့ဘုရားကိုယ်တော်မြတ်ကိုရှင်းဥစွာဘာပြောလဲအနာယူပါအငြိမ်းစားယူပါပြောတယ်မြတ်စွာဘုရားကလက်မခံတော့မှသူဘာသာလုပ်တာလဲလုံးချန်သတ်ပြတဲ့အမှုကိုဘယ်နှချိန်ကြိုးစား၃ချိန်ကြိုးစားခဲ့တယ်ဟုတ်လားအဲ့တော့ရင်ကြိုးစားလို့မအောင်မြင်တော့သူပါဆက်လုပ်သေးတယ်အကျဉ်းကြီးလုံးလို့မရဘူးပြည့်ချေဥသာပါလေအနာယူခိုင်းမရဘူးတော့ခက်ချမ်းချမ်းလို့တော့သတ်ပြတဲ့နေပဲချိန်နဲ့၃ချိန်မရဘူးဆိုတော့ပါလှဲ့လာပြန်နိုးညံ့သိမ်မွေးတဲ့နေသူတော်ကောင်းဟန်ဆောင်တဲ့စကားလေးကိုသူလက်ပြောဟိုးမြတ်စွာဘုရားဘုရားကိုယ်တော်မြတ်ရဲ့သာသနာတန်ခါအစည်းအရုံးကြီးအားလုံးရဟန်းတော်တွေရောယဟမတွေရောအကုန်လုံးပဲတစ်လူတွေကပင်ပိတ်ကျွေးမွေးတဲ့ဆွမ်းကိုမစားပါစေနဲ့ဆွမ်းခံ၍သာလည်းစားကြပါစေသုံးပင်နာနော်မရဒါရမနဲ့ဒါရမနဲ့လက်ရောက်ကြည့်ပြီးလူတဲ့သင်္ကန်းတွေမဝတ်ပါစေနဲ့ပန်းတကူသင်္ကန်းပဲဝတ်ပါစေသောသာရရှင်မြတ်ဒီမျိုးချောင်းရွာချောင်းမှာမနေပါစေနဲ့တောချောင်းမှာပဲနေပါစေအဲဒီတော့ဆိုချက်တွေကပြိဿရင်နားထောင်လို့တော်ကောင်းတယ်နော်ဒီကကြက်နေတာအပွဲနားထောင်လို့ကောင်းတယ်မဟုတ်လားအဲ့ဒီနားတောင်လို့ကောင်းနေမယ်နားတောင်လို့ကောင်းတဲ့စကလုံးရဲ့နောက်ွယ်ကနှလုံးသားလေးကိုကြည့်ရစကလုံးတွေကသာလှနေတာနော်နှလုံးသားကအလုံးမင်းရဲ့သာတဲ့ကဘာပြောရလဲရှင်ဘုရားတွေသံဃာတော်ရှင်မြတ်တွေကိုသင်္ကန်း၃တွေထည့်ပို့ပြီးတော့မဝတ်ပါစေနဲ့တဲ့သင်္ကန်း၃တွေတည်းဝတ်ပါစေ၄ခုဖြစ်ပါပြီသိစေပဲဒုတင်ဆောင်ဒီမှာလာတွေ့ရတိုက်ဆိုင်တာတော့မတက်နိုင်ဘူးပြိဿနော်
ဒါလည်းသတ္တလို့ဂိုင်းကိုဒီဝတ္တကျူးစားခဲ့တာအဲ့တော့ဒီတောင်းဆိုခြင်းကလေးတွေကသာသနာတော်အတွက်တော်ကောင်းလိမ့်မယ်ဆိုပြီးတော့သူတောင်းတာရသော်ဗျာအဲ့ဒီနဲ့လုံးပါဗျာဆိုတော့ဘုရားမြတ်စွာကဘာပြောလဲကျင့်နိုင်တဲ့ပုဂ္ဂိုလ်မင်းတောင်းတာတွေကောင်းပါရဲ့တဲ့ကျင့်ပါစေတဲ့မကျင့်နိုင်တဲ့ပုဂ္ဂိုလ်တွေလည်းပဲခွင့်လို့ရမှာပဲတဲ့အကုန်လုံးကိုမကျင့်မနေရဆိုတဲ့ဥပဒေစည်းကမ်းကြီးတော့ငါမထုံးနိုင်ဘူးကျင့်လို့သူကျင့်မကျင့်လို့သူနေဆိုလိုက်ရောသူတောင်းဆိုချက်ဘာဖြစ်လဲအောင်မြင်သေးလားမအောင်မြင်တော့မှထအော်တာသာသနာတော်ကြီးကောင်းစေခြင်းလို့သူဓာတ်တွေကိုတောင်းဆိုတာဘုရားကမလိုက်ရောဘူးလုပ်ကြရောဗျာအဲ့ဒါသာသနာတော်ရှင်ဟန်ဒီကောင်းသောစေခြင်းလို့ဓာတ်တွေကိုတောင်းဆိုတာဒီကောရမကမလိုက်ရောဘူးငါအယူဆငါဝါဒကြိုက်တဲ့ကုတော်တွေလာလိုက်ခဲ့ကြဆိုခေါ်သွားတာသူ့နောက်ကသံဃာအပ900ပါသွားတယ်ဗျာသံဃာခွဲဆိုအဲ့လိုခွဲပြအဲ့ဒါဘာလဲပြေကပရိသတ်ရေခကြီးကံငယ်တော့သူမဆောင်တော့ဘူးကွဲရောမလားအဲ့လိုကွဲအောင်ပြဲအောင်စပြီးတော့အကောင်းတဲ့လေသံကောင်းကောင်းလေးပေးပြီးတော့ခွဲတာနော်ဘယ်သူလဲဒေဝဒရေအဲ့ဒါကြောင့်သူကရဗဒုနာပန္တုပန္တုပါပေနာဒုက္ကရံသူရကောင်းတွေကောင်းမှုကိုပြုဖို့ရန်လွယ်တယ်သူရကောင်းတွေမကောင်းမှုကိုပြုဖို့ရန်ခက်တယ်ပါပပပေနာဒုက္ကရံပါပမရိယေဟိဒုက္ကရံလူမိုက်တွေမကောင်းတာလုပ်ဖို့ရန်လွယ်တယ်လူမိုက်တွေကောင်းတာလုပ်ဖို့ကြတော့ခက်နေလိမ့်မယ်လို့သာတနာတော်ဆရာဘုရားရှင်ကိုရောမြတ်ဒီဒေဝတတ္တဒေဝတတ္တမတေကိုအရဘအကြောင်းပြု၍ဣမံဓမ္မကတ္တဣဓမ္မကတ္တဒေနာရောတေပေတိကရုဏာရှိတမေတ္တာအဖြင့်မိတ်ချတော်မူခဲ့ပါပဲတည်းဓမ္မပရဒပတ္တနာဝိနာသေပိစုပတ္တိတိအာနယောနယရူပိနာဟုတ်တိမကမြဒိဋ္ဌတိဗုဒ္ဓိမကမြဒိဋ္ဌတိဓမ္မပရဒပတ္တနာကံချွတ်ချော်ခြင်းသို့ဆက်ရောက်၍နေကြကုန်သောဓမ္မပရဒပတ္တနာကုသိုလ်ကံချွတ်ချော်ခြင်းဆက်ရောက်၍နေကြကုန်သောဘိဓာယေကာမပရဒပတ္တနာကုသိုလ်ကံချွတ်ချော်ခြင်းဆက်ရောက်၍နေကြကုန်သောဘယ်ဆက်ရောက်နေလဲကုသိုလ်ကံချွတ်ချော်ခြင်းဆက်ရောက်၍နေကြကုန်သောတတ္တနာတတ္တဝါတို့မှာကဘာတသိပါရမီဖြည့်ခါပြီးသားဗျာဒေဝဒနော်ဒါပေမဲ့ကုသိုလ်ကချွတ်ချော်ခြင်းရောက်ပြီဆိုလို့ရှိရင်လေဝိနာတိပိစုပတ္တိတိဝိနာတိပစ္စည်းဘုယံတိပိစုပတ္တိတိဥဒယေလာပြီဆိုလို့ရှိရင်ကံချွတ်ချော်ခြင်းရောက်ပြီဆိုရင်တဲ့ပစ္စည်းဘုဥတည်လာပြီဝိနာတိပစ္စည်းဘုယံတိပိစုပတ္တိတိဥဒယေလာပြီဆိုလို့ရှိရင်အာနယောနယရူပေနာနေလွယ်နေမာတွေဟာဒီမှလမ်းမှအနေအချင်းအာနယောနေလွယ်နေမာတွေကနယရူပေနာနေမှလမ်းမှလို့ဖြစ်ပြီးတော့ဟောတဲ့ကြီးပွားမဲ့အခွင့်အလမ်းတွေကိုအကမြနင်းနဲ့ဖြစ်စည်းပြီးတိတတိဒီလာတယ်ကံချွေရသံဝတိဒေဝနာမေနနတ္တကိုဆိုရတဲ့သက္ကပကြမေပါဠနမသေပါဠရေကိုမမြင်မရစေလေပါစုတောင်းတယ်ပါဠရေကိုမမြင်မရစေလေပါဠနတုလေပါဠရေရဲ့တည်းစကားကိုမကြားမရစေလေပါလေပါဠရေရဲ့တည်းကိုမကြားမရစေလေပါဠနပတိနတုနေနသပါဠိနာဘဝတိပါဠိနာပါဠိနဲ့နဘဝတိပြေဝ
ပြန်လေတတိယဘာရရေနဲ့မပေါင်းသေးမဆက်ဆံမရစေနဲ့ဘာလေနဲ့အလဘသလဘနာကလေးဘာလာရေနဲ့စကားမပြောရစေနဲ့ဘယ်လိုကူရပါလဲဘာလေနဲ့အလဘနာကလေးဘာလာဝဇနနာရောစီဘာလာရဲ့စကားကိုသိတဲ့ခြင်းဒေနာခြင်းထောက်ခံခြင်းအပေးခြင်းမလုပ်ရစေနဲ့ဘာလာရဲ့စကားကိုဘာမလုပ်ရစေနဲ့လဲသိတဲ့ခြင်းအပေးခြင်းထောက်ခံခြင်းမလုပ်ရစေနဲ့နားချက်လူမိုက်ကိုမမြင်မရစေလူမိုက်ပဲရှိတယ်ဆိုတာမကြားမရစေသူကြီးလောကမဟုတ်ဘူးသူများတွေလည်းကိုယ်လုံးလုပ်ခိုင်းတာလေဒီတောင်းနေရသေးရသောဟောတိအဲ့ဒီနီမာကြီးကိုသိပြီးတော့အမျက်တလို့တန်ဖိုးထားတယ်ဘယ်လိုချက်ရလဲဒီလူမိုင်းကြီးဒီလောကရဲ့အမှားကြီးဒီအဲ့ဒီမှားတွေကိုသူကြီးလောကကိုသူများတွေလည်းလုပ်ခိုင်းနေကောင်းလာပါလေအဲဒီနေမာကြီးကိုသိပြီးတော့တန်ဖိုးထားတယ်ဘာမဘုဒ္ဓဘာဂဝတိနာမကျိုးနဲ့ကြောင်းနဲ့ကောင်းကောင်းမွန်မွန်ဘဂဝတောပြောပြပြန်တော့လည်းပဲဘဂဝတိဘုဒ္ဓပြောပြပြန်တော့လည်းဘဂဝတိပြောပြတယ်ဒီလိုလုပ်နေတာလေမားနေတယ်လို့ပြောလို့ရှိရင်လည်းပြောတာလက်မကဘူးတဲ့ပြောတယ်ဒီဘာဖြစ်လဲဆက်ချိုးတယ်အဲ့ဒါဆိုရင်ခொနတတရဲ့ကိစ္စမှငါတဲ့နေမယ်အဝိဇ္ဇာဝေးအောင်လို့ဟုတ်လားဘာပြောကောင်းမလဲခொနရဲ့လည်းစိရောခொနတတိုက်မှာတော့တဲ့တော့နေတာပဲခொနရဲ့စိတာတိုက်အပေါ်တက်ကနေပြီးတော့ဟိုးလေကအောက်ဆုံးလေကတိခြေရင်နာမှာသူသွားဖို့အစင်နဲ့ကြည်ထားတဲ့မြင်းနောက်ရှေ့ကမြင်းနဲ့သွားကြအဲ့ဒီမြင်းကြီးကခုန်ပေါက်ပြီးတော့ဟီးနဲ့လှုပ်တော့ဟာမြင်းကြီးနဲ့ဘာညာလဲဆိုပြီးတော့လေကသွားရလိုက်တာလေကပိတ်ဆို့ထားတဲ့တကားတွေအလိုလိုပွင့်သွားပြီးတော့တောက်လျှောက်ဆင်းချသွားမြင်းသားလေးရောက်လေကရင်မှာဘုရားဗုဒ္ဓအဝိဇ္ဇာဝါကံကြရမူပါဒီလိုပဲကြီးဒီလိုနေရာနဲ့မတော်ဘူးဆိုတော့သူသားရှိရပို့တာအဲ့ဒါကြောင့်သားပါနေတော့အခုပြောပါဝိဇ္ဇာရှိနော်အဝိဇ္ဇာကြောကောကနေမေးကြည့်ရတယ်အဲ့ဒါကလက်ကိုပိတ်ဆိုတဲ့အမှုနဲ့သုဘဗုဒ္ဓဘာဖြစ်တော့လဲဝိဇ္ဇာရောက်တာပြိဿကြီးအဲ့ဒါကြောင့်သားပါနေရောက်တော့လေအဝိဇ္ဇာရောက်ဖို့ကာမပရဒပတ္တနာဝိနာသေပိစုပတ္တိတိအာနယောနယရူပိနာဟောတိမက္ကပြဒိဋ္ဌတိကာမပရဒပတ္တနာကုသောကချောချောခြင်းသို့ဆက်ရောက်၍နေကြပြီဖြစ်သောပတ္တနာပတ္တဝါတို့မှာဝိနာသေပြည့်စည်ဖို့ရန်သည်ပိစုပတ္တိတိဥဒေလာကြပြီဆိုလို့ရှိရင်အာနယောနိလွဲနိမာတွေကနယရူပေနာနိမန်လမ်းမှဖြစ်ပြီးတော့ဟုတ်တယ်ကြီးပွားမဲ့အခွင့်အလမ်းတွေကိုအကမြနင်းနဲ့ဖြည့်ဆည်း၍တိတ်တိတည်လာတယ်လို့ဝါရဏစီယာရှိစီကတိကဆရာကြီးတို့သည်အာဟုကတေတိကောင်းစွာမသွေမိတ်ဆွေတော်မူခဲ့ကြလေကောင်းတည်းကာမပရဒပတ္တနာဝိနာသေပိစုပတိတေအနယောနယရူပေနာဝုတိမကမြဒိဋ္ဌတိဆိုတဲ့ဒီဝစီရဗုဒ္ဓတိကစကားပို့ပြီးတော့ခိုင်မာစေဖို့ပို့ပြီးတော့နားလည်လွယ်စေဖို့ပြိတ္တိဘာသာပြန်လေးရှင်းဥစွာပြောမယ်ပြီးရင်အဲ့ဒါရဲ့ reference for story တခုပြောဘာလို့ပြန်ကကံချွတ်ချော်ခြင်းရောက်ကြသောတတ္တဝါတို့သည်နေလွယ်နိမာတွေကိုနေမှန်လမ်းမှန်သင်၍လုပ်ကြပြည့်ရရတယ်နော်တော်ကြီးပါလေ
ကန်ချွတ်ချော်ခြင်းရောက်ပြီးဆိုရင်နေလွယ်နေမာတွေကိုနေမာလမ်းမှာလောက်ကြတယ်အဲလိုနေလွယ်နေတောင်ပိုင်းအလယ်ပိုင်းဒေသဆိုရင်အများကြီးပြိဿကြီးမိုးကွယ်အရာဖြစ်တယ်နော်မိုးခေါင်ဗမာပြည်လည်းပဲဟောဒီနောက်မြင်းရမေဒီလာမန္တလေးဆိုတာဒါမိုးကွယ်ပဲဒါလည်းပိုင်းဒေသဆိုရခိုင်ရုံးမကြီးကကားနေတော့မိုးကဒီကြော်ပြီးအရှိရှံထွက်သွားအဲ့ဒါမျိုးပဲတောင်ပိုင်းလည်းပိုင်းမိုးကွယ်ဒေသအနောက်ဘက်ကမ်းခြေကရွာလိုက်တဲ့မိုးတွေကောင်းပြီပေါ်မှာမြစ်တွေချောင်းနေနဲ့စီးပြီးတော့သွားတော့အဲ့ဒီအလယ်ပိုင်းဒေသရေကန်ကြီးတစ်ခုကြီးကြီးအဲ့ဒီရေကန်ကြီးကိုဂေါဒဝရီဒီလိုခေါ်လိုက်ရေကန်ကြီးကရေတွေရှမ်းပြီးတော့အရှိဘက်စီကိုစီးသွားတော့ဒါမြစ်ဖြစ်သွားပြန်ရောအဲ့ဒီမြစ်ကိုလည်းပဲမြို့ပြောတာကိုမဝတိမတို့ကံပွဲလေမြို့မှာအုပ်ချုပ်နေတဲ့ဘယင်ကပါတယ်လေနာတကီမင်းတော့ဘာမှမြတ်စွာဘုရားမဖွင့်ဘူးအဲ့ဒီနာတကီမင်းလည်းတဲ့ဒုမပူရီမြို့အဲ့ဒီအင်းကဘောရဝရီမြို့ကကြီးတစ်ချောင်းရေသိကြီးတစ်ယောက်ရှိရေသိနာမည်မှာတော့မာရအမေရေသိအလုံးပြောသရမင်းကရေသိကဘုရားတော်အဲ့ဒါလည်းကယသိရဲ့လက်ချတပည့်ယသိကြီးဘယ်နှယောက်ဆိုတာကြီးတာဘာမင်းမလားတဲ့ဘာလိတ်တရယသိနားကမင်းကောမဝတိမေကလေးကောမဝတိဆိုတဲ့ရှင်မျိုးတော်မှာဇတ်တိပါဠိကြတော့မယ်ဒီလိုလေးပြောတာပေါ့ဗျာရှင်မျိုးတော်ဒီပါဠိဒီလိုပြောတာပါပဲသွားကြည့်နဲ့ခွက်ဒီနဲ့ပုံဒီနဲ့ဒီမှာပါပဲကောမဝတိနဂရိကောမဝတိဆိုတဲ့ရှင်မျိုးတော်မှာဗာပေးလိုက်ဉာဏဂိနာမရဇတနဂိခေါ်တဲ့မင်းသည်ပရိသံကာရိတိမင်းပြုတော်မူတယ်တဏ္ဍဂိမင်းဘာလို့တဲ့ခေါ်တဲ့လဲမင်းပြုတယ်ဘုရားစာကိုစစ်ပြီးတော့ဖတ်ကြည့်သာစေပါကြီးတော့ဘယ်လိုပါသွားလဲဆိုဥပမာသောရဏပင်ကြီးဘယ်မှာနန်းဆိုင်မပြီးလို့ဟုတ်လားအဲ့ဒါမျိုးဖတ်ကြည့်လိုက်ဟုတ်ပါဘူးမလားသောတနနောနာမဟာသာသောတနာခေါ်တဲ့ပြရှင်မင်းကြီးကပိလဝတ္ထုနေကလေးကပိလို့ဆိုတဲ့ရှင်မျိုးတော်မှာဓမ္မေနတရားတော်နှင့်သမေနညီညွတ်စွာဒါလေးပါသောတနာပင်ကြီးကပိလို့မှာတဲ့တရားနဲ့ညီညွတ်စွာအုပ်စိုးတော်မူ၏ဒီလိုပါတယ်ဟာတန္တကိမင်းလည်းကြရောဓမ္မေနသမေနမပါဘူးလားအဲ့ဒါကိုဘုန်းကြီးကကြည်ပြီးတော့ဝမ်းနေနေတာဩဒီဘရင်ဒီတိုင်းဒီအုပ်ချုပ်တာဓမ္မေနမပါဘူးဓမ္မမပါဘူးဆိုတော့ဝမ်းနေကြကြီးဖြစ်သွားဘယ်တိုင်းပြီအပြည့်ပြောသူကတွေးချော်သွားပဲဘာမှပြောဘူးကုံမဝတိပြောနေတာနော်ကုံမဝတိတကယ်ကြီးကုံမဝတိဆိုတဲ့ရှင်မျိုးတော်မှာတဏ္ဍကိနာမရဏတဏ္ဍကိခေါ်ရမင်းသည်ဓမ္မေနပါသေးရလားသောတော်လည်းဟိုဘက်ရှာကြည့်တယ်အာဓမေနများဖြစ်နေမလားလို့ရှာကြည့်သေးတယ်အဲ့ဒီပုတ်မပါလို့သက်သာရတော်ရတယ်ဗျာအဲ့ဒီပုတ်တော့မပါသေးဘူးနော်မင်းလုပ်တယ်အဲ့တော့ကိသဝိဇ္ဇရှင်ရသေးဟာဆရာကြီးသရပင်ကရသေးရဲ့ညွှန်ကြားချက်နဲ့တပည့်ရသေး6000 9000လောက်ကိုခေါ်ပြီးတော့ဆရာကြီးတန်ကဘဲပါလားဘယ်မှာခောစရကအမိပြုနေတယ်လဲဆိုရင်အဲ့ဒီကုံမဝတိကိုခောစရကပြုပြီးတော့ရသေးတွေနေကြတာယသိရဲ့နာမည်ပြန်မှကိသဝိသဗါလေအဲဒီကိုကြည်နေအောင်ထုံးပြီးတော့ဘောင်းပေါ်မှာတင်ထားတာစဉ်းစားကြည့်နာကျိုးဝေကြီးကျိုးလုံးကြီးခေါင်းပေါ်တင်ထားလို့မနေဘူးလားအဲဒီလိုယသိမျိုးကိုခေါ်တာကဇတိလယသိခေါ်လိုက်ဇတိလဆိုတဲ့စလုံးကစံကြစ်လို့အဓိပ္ပာယ်ရသတုံးယသိမျိုးနော်အဲဒီစလုံးသုံးတာ
နဲ့ပိတ်ချုံနေတဲ့ဒီကဝိဇ္ဇာအမြင်ကအမြင်အားဖြင့်တော့တော်တော်အယုဆိုးတယ်မို့လားအတွင်းနှလုံးသားထဲမှာပြိတ္တာဘာဖြစ်လဲသံသမပတ်ကဖြစ်အဲ့တော့လူတော်ကောင်းဆိုတာရံထားတဲ့နော်တရားဝင်ခံထားတာအိမ်မတယောက်အဲ့ဒါကိုပါဠိရှိတိုင်းစလုံးလေးနဲ့ပြောပြမယ်နဂရသောပိနီပြောနဂရဆိုတာမြို့သောပိနီဆိုတာကျက်တည်ရှိတယ်အဲ့ဒီမိမကိုတခါတည်းဘော90ပြတ်သားနဲ့အချမ်းရံနေနဲ့တင်ထားသူတို့မြို့သူတို့တိုင်းပြည်ပါရှိတယ်ကျက်တည်ရှိတယ်ခက်ကဘာပြောလဲပြီးတန်းစားပါတယ်လေဒီကနေ့ကအဲ့ဒီလိုမပြောဘူးပြီးတစားအဲ့ဒီလိုလဲခေါ်လိုက်ရောဆက်စုပ်ပွဲကြီးဖြစ်သွားတယ်နော်ပါဠိတော်နဂရသောပိနီဆိုတော့မြို့ရဲ့ကျက်တည်ဆောင်ပဲအမျိုးသမီးအဲ့ဒါဟာအပျော်ထားဘယင်လည်းသွားတယ်ဝန်ကြီးတွေလည်းသွားတယ်စစ်သူကြီးတွေလည်းသွားတယ်အဲ့ဒါရှင်းမျက်နှာလေးမျက်နှာကတတိတကြွတွေလည်းပိတ်ဆံပေးပြီးတော့သွားကြတယ်နော်အဲ့ဒီလိုရှိတော့မှတရားဝင်ထားအဲ့ဒီနဂရသောပိနီပြီးတစားဟာသူကယုတ်ကလေးချော့အရွယ်ကလည်းကောင်းတော့သူနဲ့ဆက်ဆံလို့တဲ့ပုဂ္ဂိုလ်တွေကတန်းစီတော့တိုင်းပြည်ကြီးကနေလာကြပုံပေါ်တဲ့အဲ့တော့ပြောလိုက်ရင်သူကဝင်ငွေသိကောင်းတယ်ပြဿနာသိရမြင်ပုံချင်းမတူဘူးနှမျိုးရှိအဲ့ဒီရတဲ့သူတော်ကောင်းကိုပြည်သမားကမြင်လိုက်တော့ optimistic point of view မကောင်းတဲ့ဘက်ကမြင်ဘယ်ကတဲမလို့စေတန်းနဲ့ပြင်ပြီးတော့သဘောတဲမလို့တွေ့လဲလာရောဘုရားယာရုပြုတ်ပြီးတော့ရသေးကိုဒီနေ့ပြီးတော့ယာရုပြန်ရခဲ့တဲ့ဝန်ကြီးကဘယ်ရင်ကိုချစ်ကမင်းတရားတိုက်ပွဲအောင်ပြင်သလားလာပြီမာရီလေးဝဲအောင်ရင်တာပေါ့အောင်ရင်ကြောင့်ဒီကောင်းကတော့တခြားမဟုတ်ဘူးဥယျာဉ်လေးကိုအရင်သွားကာလကံဒီလူရုံမာရီအဲ့ဒီမှာရှိတယ်ရသေးတွေကိုပါပြောယဟန်ခေမဟုတ်လို့ပြိဿရသေးခေမလို့နော်ရသေးတွေကိုပါပြောတဲ့လူရုံမာရှိတယ်အဲ့ဒီကာယကံဒီလူရုံမာတွေကိုဘာလို့မှမလဲရှေ့ဟောမှာလားဆောကရမှာလားမဟုတ်ဘူးတတွင်းနဲ့သာနာတို့တိုက်ပွဲအောင်လေဒီနည်းပဲလာတာလေပြစ္ဆာမလည်းမတော်မဆဖြစ်တာနော်ပြစ္ဆာမကြီးကဝန်ကြီးစီရဝန်ကြီးရတယ်ပဲရောက်ဘယင်ကိုတော်ဦးတဲ့ဟာအဲ့ဒါဆိုလို့ရှိရင်လာသွားကြသောဆိုပြီးတော့ဟာဥယျာဉ်နဲ့ဝင်သွားဘယင်ကစပြီးဆိုတော့စဉ်းစားကြည့်ပေါ့ဗျာဘယင်နောက်ကဝန်ကြီးတွေစစ်သူကြီးတွေစစ်သူမကြီးတွေရောအကုန်လုံးပေါ့လေရသေးကိုဘာဝိုင်းလုပ်ကြပါတွေးနဲ့ဝိုင်းတွေးကြတဲ့ရသေးကြီးဘယ်ထဲမှာတွေးခွက်မှာပက်လက်မျိုးခံရသူတော်ကောင်းတွေနော်ဒီလိုဖြစ်တရေကပက်လက်မျိုးတော့ဟာဘယ်ကတော့ပြောပါပဲရေမိုးချိုးပြီးတော့တခါတည်းထွက်တိုက်ပွဲသွားတိုက်ဘယ်ကလည်းပဲနိုင်လာခဲ့ပြန်တာပဲဗျာရရကောင်းလို့ထင်တော့မယ်နော်ဒီကကြီးနွားမတကောင်ရဲ့လို့ကိုညှစ်ချလိုက်နွားတော်လေးတန်တန်ပြက်ပြက်ခွက်ထဲမှာထည့်တာတောက်ရင်ဘာဖြစ်လဲတဲ့စိတ်ဟုတ်လားဒါပေမဲ့အဲ့နိုးရီကို3ညလောက်သိအဲ့ဒီထဲမှာတံမြာလေး30လောက်ညှစ်ရှင်ဘက်ကလေးတစ်လုံးလောက်ထည့်ပုံရည်လေးတစ်စုံလောက်ထည့်အဲ့ဒီချိုတဲ့စိတ်နဲ့အရာကဘာဖြစ်လဲကြောင်းသွားလိမ့်နွားမရဲ့နို့တန်ကနေညက်ခါဆနို့ရည်ပြီးဘာဖြစ်လဲချိုမီကောင်းမြတ်တခြားဆန်းကျင်မဲ့ရှင်ဘက်ရက်တဲ့ရည်စသည်တို့မယောသေးမီကာလပတ်လုံးဒီနို့သည်ဘာဖြစ်လဲချိုတော့မှာပဲရက်တဲ့ရည်စသည်ရောမိပြီဆိုတဲ့အချိန်မှာချိုတဲ့အရာကပုံသွားလိုက်မယ်ဟုတ်လားအခုမဝေသေးခင်မှာဒီရက်သေးကိုတင်မခဲ့တယ်၃ယောက်ဒီဇာမရဲ့ဝန်ကြီးရဲ့ဘယင်ရဲ့ညကကနှုတ်ရည်လေးချိုးသလိုတို့ချိုးနေတော့ပဲပေါ့ဗျာဟုတ်လားညကကနှုတ်ရည်လေးချိုးသလိုချိုးနေရတော့ပဲတိုက်ပွဲလည်းအောင်းနေယာတုတွေဘာတွေလေးပြန်ရတယ်
ဒီဇာမကလည်းဝင်ငွေတွေပါပြီးပြန်ကောင်းလာတယ်ယသိတည်းနဲ့တွေးလို့ပေါ့နော်ရက်တဲ့ကြီးရောပြီးဆိုလို့ရှိရင်နွားတို့ဘာဖြစ်လဲအရသာပြက်တဲ့ချင်းပြောင်းတဲ့ချင်းပြောင်းတဲ့လို့တော့ရင်ကိုဝင်းရှောင်းမယ်နော်ဘဒုဝမေယတိပါလောယဝပပနပိစတိယရာဇာပိစတိပပံလဲလို့ဆိုတော့တမျိုးလုံးတရားလုံးကောဘဝတိဆိုတဲ့တမျိုးလုံးတရားလုံးဒီတော့မှ မောပနာ သ တေ တ္တဝါ ယေ ဓမ္မိုးရွာလေသတ္တဝါမိုးကပါလဲလို့ဆိုတော့ပြိဿရဲ့ပိုက်ဆံမိုးအမိုးသာလည်းပြောရဲ့မာနကဝတ္တရဲ့ကာမနဝတ္တရဲ့လို့သာမန်လို့ပြောတယ်အဲ့ဒါပိုက်ဆံမိုးကနှမျိုးပိုက်ဆံလုံးအကျွေးလေးတွေဒီမိုးရ ဟုတ်ကဲ့ရနာ သာတို့ရဲ့ဓမ္မိုးကလည်းပိုက်ဆံအရွယ်ကြီးကြီးမိုးရွာဒုတိယရှိမုံမိုးရီတော်မှာပေါ့ဒီတသိမဲ့ဆုံးရုံပဲဆိုရမဟုတ်နိုင်ဘူးအဲ့ဒီဒီတဲ့နောက်ပဲချိုးတော့ပဲပေါ့ဗျာနော်အဲ့ဒါလူတွေမိတ်ဆွေတွေပါလေထွက်ကောင်းမယ်မဟုတ်လားဒီနာထွက်ကောင်းမှာဟုတ်ပါဘူးအားရရအဲ့ဒါမိုးရီပါလားအဲ့ဒါမိုက်တာမိုးရီပါလို့ပြီးတော့နောက်တော့ဘောလာမှာလဲဝတ်တန်စာမိုးတဲ့နားသိစိတ်ဆိုးလို့လုပ်နေတာနော်ဘာမို့လဲဆွေရိုးရတဲ့ကြောင့်ဒီရောဘရဲ့ဒီရဲ့လက်စွပ်ဒီရဲ့ကြောင့်ဒီကြောင့်ဒီကောင်း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 နဲ့ရောချဒုတိယကိုရောမူလို့ရနာဘူးဟာဘောင်းဒီရောဘောင်းတော့တော့ပဲဒီကစားလို့ဒီဘာဖြစ်နေလဲတော်နေရပါဘူးဒါမင်းယူမလားတမေးလိုက်ပြောရတာလို့ချိုးနေတော့ဘယ်လိုမျိုးကြီးပါဘယ်လိုဘောဒီကိုဒီတော့ဘယ်ဘောမဘောဘယ်ဆိုင်ဘောလို့လဲတယ်လွန်ခဲ့သော9 ရက်ခန့်ကအတိမကျဘဝဓမ္မသို့ပြောင်းသွားသောဥမ္မောဝီအားကောင်းရာသုကတိဘုံဘဝဘုရားနာသို့ရောက်ပါစေခြင်းဟာစစရာအိစရာမြေစရာခြုံစရာဥယျာဉ်ပရိသတ်ပိတ်တွင်တို့ကိုအလွယ်တကူသုံးတော်မှာတည်ခြင်းဟာတာဝိကြသောမကြွလို့ကြတဲ့ပုဂ္ဂိုလ်များအိမ်ဝင်အတွင်း၌တော်လည်းကောင်းဤရက်ကွင်း၌တော်လည်းကောင်းဤလမ်းမပေါ်၌တော်လည်းကောင်းကျေကျေသာပေါ်လာနေကြရကုန်သောမကြွလို့ကြတဲ့ပုဂ္ဂိုလ်များလည်းဥမ္မာဝိနဲ့တကွပြကြအပ်ပါလေအကယ်၍ဝိရခကြီးကိုရောက်ရှိနေပါလေရပြဓာတ်ရာကဝိရုဒ္ဓကဝိယုဒ္ဓကကုဝေရာအသိဉာဏ်မြင်လေးပါးမှာနှုတ်ဆွ၍ပြေတနာတော်မူကြပါဥမ္မာဝိအား
ဘောဟောင်းတော့စွန့်ကြည့်ခဲ့တော့အိဒီဟာဌာနတို့အယက်နှံလာခဲ့ပါရန်လေးရှားတော့တကြအပ်ပါတယ်ပြကြအပ်ပါတယ်အခရီးရောက်ကြည့်ပြီးဆိုရင်ကျင်းတဘောကြောင့်နာမည်ကြီးနဲ့တကွအိမ်ဝဲဆောင်နာမည်ညာအိမ်ဆောင်နာမည်ညာဒေဂါဆောင်နာမည်ညာကျင်းငါစွာတနာတော်အဖြစ်ခွင့်ပြီးတော်မူကြပါခွင့်ပြီးတော်မူကြပါဘုမဝေအားရောက်ရှိပါပြီအလုံးပြကြအပ်ပါတယ်နော်တို့ကြောင့်ဘုရားအမြတ်ဆုံးယရနာတရားအမြတ်ဆုံးယရနာသံဃာအမြတ်ဆုံးယရနာယရနာမြတ်သူမပေါင်းလို့နေတဲ့ကွာအယုဒေလေးအမြတ်လက်ဆုံးမှုရှိခိုးပူဇော်မှုမြန်မာရောအတူတဲ့ကွာကတော့ဒီလိုကျအမှုပြုကြပါဦးစို့ခင်ဗျာစေယအစေယအစေယဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗဒောသခသိင်္ဂောအပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးမှာပထမဒုတိယတတိယတစ်ချိန်သုံးချိန်လောက်အောင်ဘုရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သောကောင်းလို့အယုအတေအလေးအမြတ်လက်ဆုံးမူ၍ရှိခိုးပူဇော်ဘုရောမလောကတော်ပါဤအရှင်ဘုရားဤတို့ရှိခိုးပူဇော်ဘုရောမလောရောရတော်ကောင်းမှုကုသိုလ်ကံစေတနာပေါင်းတို့ကြောင့်အကယ်၍ဟာကတ်ကုံပါဝက်ကုံပါယတိရှိပါယံလူမျိုး၅ပါးဝိပတိတရား၄ပါးယတနာတရား၅ပါးအနာမျိုး96ပါးတို့မှအခါခတ်သိကဲရရည်ဒီရာဖြစ်၍မေတ္တရားဘုရားနိဗ္ဗာန်ချမ်းသာတရားတော်မြတ်ကိုရာရဘာလို့ဤအရှင်ဘုရားဒုဗဒိဘာနာအစကြီးသောဘုံဘုရားနဲ့ပြည်သူတော်မူသောယခုရှိသမုဒိတံဃာတော်ရှင်သူမြတ်တို့အားယုတိညာလုံးမရချူ၍ရှ िख ိုးပူဇော်ပြုမြတ်မာလည်းအတူတကွကတော့ကြီးညိုကြပါအောင်လို့ခင်ဗျာဩကာသဩကာသဩကာသကာယကံဝစီကံမနောကံသဗ္ဗဒောသခသိင်္ဂောအပြစ်တို့ကိုသောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်လောက်အောင်ဘုရားယရနာတရားယရနာဘာသာယရနာယရနာမြတ်မပေါင်းလို့အယုအတေအလေးအမြတ်လက်ဆုံးမူ၍ရှိခိုးပူဇော်ဘုရောမလောကတော်ပါဤအရှင်ဘုရားလွန်ခဲ့သောခန္ဓာရေးခန့်ကအတ္တိမကြတဘဝတခန္ဓာချုပ်ငိမ့်ွယ်လွန်သွားသည့်နာယကကြီးဥမောင်ငွေအားရည်စူး၍ရည်မှန်း၍အမြအတန်ပေးဝေခြင်းကောင်းမှုကုသိုလ်ပြုလုပ်ရာဤအချိန်အခါ၌ဘုရားတရားတန်ခါတည်ဟူသောယရဏမြတ်သုံးပါးအပေါင်းတို့ကိုကြည်လင်သောတရားတရားဖြင့်ယောတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကရောကြရသောပူဇဝန္တပဏာမကောင်းမှုကုသိုလ်တတ်တော်ထင်ရှားသဖြင့်ညူမြတ်စွာဘုရားအားရည်မှသာ၍အစဉ်အနံအယတာနှင့်ပြည့်စုံသောဆုံးကဲပွဲအာဟာရတို့ကိုစက္ကလူထံပူဇော်လက်တံဖြစ်သောဒါနကောင်းမှုကုသိုလ်နှင့်တကွဤရှိတော်တွင်ပြင်းစင်၍ထားအပ်သောမောမြတ်လာစွာသောဆုံးကဲပွဲအာဟာရတို့နှင့်သင်္ကန်းနဝကမ္မအစရှိသည်တို့ကိုတိုင်ဃာတော်အရှင်မြတ်တို့အားလူရန်ပူဇော်ရသောဒါနကောင်းမှုကုသိုလ်အယလေးမျက်နာမှာရောက်ရှိလာကြကုန်သော
ဆွေမျိုးမိတ်သင်္ကာဟအပရိသတ်အပေါင်းတို့အားကျွေးမွေးလူရန်ရသောဒါနာကောင်းမှုကုသိုလ်သရဏဂုံသုံးပါးနှင့်တကွအင်္ဂါ၅ပါးနှင့်ပြည့်စုံသောလူတို့၏ကျင့်ဝတ်သီလတရားတို့ကိုအတူတကွခံယူခြင်းသုံးဆောက်တည်လက်တံဖြစ်သောသီလကောင်းမှုကုသိုလ်ကြာတော်လည်းမမေ့ရှာတော်လည်းမတွေ့အိုငါတို့လည်းတနေ့ဘဝတစ်ပါးပြောင်းသွားတဲ့ဥမောင်ဝေလူပဲသေဆုံးကွယ်လွန်ကြရမှာပါကလားဟူ၍ပွားများနှလုံးသွင်းဆင်ခြင်ကြရသောဘာဝနာကောင်းမှုကုသိုလ်ကံစေရနာပြပြပေါင်းတို့ကြောင့်လောကသောခန္ဓာယခန့်ကအတ္တိမကြတဘဝတခန္ဓာချုပ်ငိမ့်ကွယ်လွန်သွားသည့်တာယကကြီးဥမောင်ဝေသည်ကြာရသောမိသားစုများပေးဝေသည့်ကောင်းမှုကုသိုလ်ဤတကုတေဇောအာနုဘောတော်ကြောင့်ကောင်းမြတ်သောဘုံဘဝဘုံဌာနသို့ရရှိရောက်ရှိပြီးလည်းကောင်းမြတ်သောစည်းစိမ်ချမ်းသာအပြားပြားတို့ကိုခံစားစံစားနိုင်ပြီးတကာလကုသိုလ်ပြုပေးကြကုန်သောကုသိုလ်ရှင်မိသားစုများနှင့်တကွဤနေရာဤဌာနသို့ရောက်ရှိနေကြကုန်သောအလုံးသောတာယကတာယကမအပေါင်းသူတော်ကောင်းတို့ဤကိုတွင်ကိုပနဌာန၌ဘေးအမျိုးမျိုးရန်အတွေ့အတွေ့အန္တရာယ်ဟူသမျှကင်းစင်ကြ၍အဆုံးစွန်ကြနောက်ကာလ၌ဘယယဟန္တာတို့ဝင်ဆိုင်ရာဖြစ်သောဒုက္ခခသိမ်ချုပ်ငြိမ်းရာဖြစ်သည့်ဉာဏ်နိဗ္ဗာန်သို့ရလွယ်ရောက်လွယ်မြင့်မောက်ပြုလွယ်နိုင်ကြကုန်သည်ဖြစ်စေ ဒီရဲ့ဆုရဲ့ပြည့်စုံပါလို့အရှင်တရားတပည့်တော်သုံးပါးနဲ့တဟတဲ့ကွာငါသုံးသောသီလတော်မြတ်တို့ကိုအတူတကွခံယူကျင့်သုံးဆောက်ပြီးကြပါအောင်စို့ခင်ဗျာဩကာသဩကာသဩကာသသာရံတိတိကရဏိနာသဟယစ္စတိလံဓမ္မယာသာမိအနုဒဟံကတဝါတိလံဒေသနိဗ္ဗာနိဒုတိယပိအာမန္တိတိကရဏိနာသဟယစ္စတိလံဓမ္မယာသာမိအနုဒဟံကတဝါတိလံဒေသနိဗ္ဗာနိ ယာမံဝဒရာမိ တတိယမိအာမန္တိတိကရဏိနာသဟယစ္စတိလံဓမ္မယာသာမိအနုဘကတဝါတိလဒေသနိဗ္ဗာနိ ယာမံဝဒရာမိတံဝတိထ အမဗန္တိပါရှင်ဖေယ နမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတာ နမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာနမောတတ္တဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတာ ဗုဒ္ဓံတရဏံကေသာမိဓမ္မံတရဏံကေသာမိသံဃံတရဏံကေသာမိ ဘုရားကရဏာဂိသာမိဓမ္မံကရဏာဂိသာမိသံဃံကရဏာဂိသာမိ ဒုတိယမိဗုဒ္ဓံတရဏံကေသာမိဒုတိယမိဓမ္မံတရဏံကေသာမိဒုတိယမိသံဃံတရဏံကေသာမိ ဒုတိယပိဘုရားကရဏာဂိသာမိဒုတိယပိဓမ္မံကရဏာဂိသာမိဒုတိယပိသံဃံကရဏာဂိသာမိ တတိယမိဗုဒ္ဓံတရဏံကေသာမိတတိယမိဓမ္မံတရဏံကေသာမိတတိယမိသံဃံတရဏံကေသာမိ တတိယပိဘုရားကရဏာဂိသာမိတတိယပိဓမ္မံကရဏာဂိသာမိတတိယပိသံဃံ
ตรณาวิสามิ ติสรณกรรมนังปริปุณณา อามาภันติวาสิทธิ ปานาติปาดาเวรามณีติกาปดังสมาธิยามิ อานาติปาตาเวรามิติขาปดังสมาธิยามิ อาเทนาดานาเวรามณีติกาปดังสมาธิยามิ อาเดนาคานาเวรามิติขาปดังสมาธิยามิ อาเวตุมิสาสาราเวรามณีติกาปดังสมาธิยามิ สามิตุมิสาสาราเวรามิติขาปดังสมาธิยามิ กาวาดาเวรามณีติกาปดังสมาธิยามิ มุสาวาราเวรามิติขาปดังสมาธิยามิ รามิรายะเมสะปมาดาฐานาเวรามณีติกาปดังสมาธิยามิ สุรามิรายะมิสะปมาณะธรรมาเวรามิติขาปดังสมาธิยามิ อิดามิปุญญา อิดามิปุญญา โอริญาณตา โอริญาณตา พิสโย พิสโย โหตุติตรณีนาตาปิสิกติลันตดุกังกัตตวะอัปปมาทินาตัมปาติธา อามาคันติวาရှင်ဖယားအစင်းကြီးကကိုရောကဒုက္ခတည်းဘုရားကဘုရားတကိုယ်ကိုယ်တော်ကကြီးအောင်လို့ကရင်းနာပြီးအားကကျွလောကရောရည်ကြတော်တို့အတူတကွသတ်လူပူဇော်ကြပါအောင်သို့ခင်ဗျာအာရာသာရိနဝကုနေဟိအရာသရှိသောကိုယ်ပါတော်ကိုယ်ပါပေါင်းတို့နှင့်သာမဏေတတံပြည့်စုံတော်မူသောနာခံလူနာဓမ္မတတ္တဝါပေါင်းတို့၏ကိုယ်ကိုယ်အားစေဖြစ်တော်မူသောဘုရားတတော်တင်ရှားတတ်မြင့်ညွတ်မြတ်စွာဘုရားကိုဩဒိကယိမံ၍စေရိယတဓာတုစေရိဓမ္မစေရိဩဒိကစေရိဒီဘောကစေရိတော်မြတ်တို့အားဝိညာခန္ဓာယတ္တသံဃာနာအရှိအနတ်အယတာတို့နှင့်ပြည့်စုံတော်မူသောဣမံပိဏဘာဒအာရဏိယဘောဇနိယဤသွန်ခဲပဲဘောဇိဖြစ်ခြင်းမြတ်ရတာဖြာဖြာတို့ဧမိကလူပါဤအရှင်ဘုရားမေအကျဉ်တို့တို့ဤဣဒာပုညံဤကောင်းမှုသည်အာဇဝေခယံသမတဝဘဝတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝဤမူသောအာရောတရား၄ပါးတို့ဤကိုယ်ရာကိုယ်ရောက်ဖြစ်သောနိညာဘုညာယနိဗ္ဗာန်ကိုဝဟံယဆောင်နိုင်သည်ဟောတုဘဝတုဖြစ်ပါစေကုန်သတည်းသာဓုသာဓုသာဓုကျော်လာကြကုန်သောခန္ဓာတော်ရှင်သူမြတ်တို့ဖျားကိုယ်ကဲ့သို့ခွန်ရဲ့ခန္ဓာအပြီးမကြောက်ဘဝတော်သို့ကြောင်းတော်သောဥမောင်ဦးအားစာကြရာအစီယံလေးတရားချုံရဥယျာဉ်ပြေတာပဲပြိမှန်တို့ကိုအလွယ်တကူသုံးဆောင်ပါသည်ကျင်းကကောင်းရာပုပ္ပတိဘုံတော်ဘုရားနာတို့ရောက်ပါသည်ကျင်းကယေရှုရှင်ကပြု၍ကျန်ရစ်တော်မူသားချလို့နဲ့သကွာအိမ်တွင်အိမ်ပနထာနာကိုယ်တွင်ကိုယ်ပနထာနာဝေတွင်ဝေပနထာနာမကံတော်လက်ခါယုဒီကျိုးတို့ဒီကိရှင်လွတ်ပြောက်ပြီးတကာလကောင်းရတော့ကျက်တရီမင်္ဂလာအပြားအပေါင်းတို့နဲ့ပြည့်စုံ၍မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်၏ရွှေနှုတ်အတွက်တမစစ်ပြတော်ပြီးတရားတော်များကိုဟောကြားပေးကြပါရန်ကာယကံတို့ကိုယ်စားဘုရားတည်းတော်လျှောက်ထအပ်ပါသည်တန်ဃာတော်ရှင်သူမြတ်တို့ဘုရား တမန္တာသကဝါလေတုအတ္တရာကဇံတုဒေဝတာသတ္တမမုနိရာဇတသုဏန္တုတက္ကမောက္ခတံဓမ္မတဝနာကာလောယံပဒန္တာဓမ္မတဝနာကာလောယံပဒန္တာဓမ္မတဝနာကာလောယံပဒန္တာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယ
နုဘာဝတောယခာနေဝတတေတိပိဒနာယမေစီဝါယောဇာတောရတတေဝမတတိတောဒုက္ခဒုပရိသုတ်သောသာပပံကိစီနဘတတိဧဝမာတိကုလူပေတံပရိဒန္တံပနာမယေ ကရဏီယမတာကုသလေနယန္တတတပဒံပိတမေသတကောဥစုသာသူဝစုသာသူဝဇောသတမုဒ္ဒနာတိမာနိတတောတကောသာသူဘရောသာအပကိဇောသတနာဟုကဥတိတတေတရိယောသာနိဘဂောသာအပကဘောကုလေသောနာတုကေတောနာဇာကုတ္တမသရေကိစီယေနဝေယုပရေဥပဝနေယောတုကိတောဝကေမိတောဝတုတမတတဘဝတုတုကိတတယေကေစီပါဏဗုဒ္ဓတိနတဝါထဝရဝထဝတိတာဒီဃဝါယိဝမန္တမေစီမာရတကာနုကတုလာဒေထာဝါယိဝအဒေထာယိဝတုရေဝဇာနိအဝေတုရေဘုရားဝါဒမေတိဝါဒဘာတတဘဝတုတုကိတတနာမရောပရဏိဂုံပေတနာတိမေယေတကတ္တစီနာကိစီယာရောသနာပရိကသေနာနေညမိညာတဒုက္ခမေစေယမာတာယတာနိယဗုဒ္ဓမာယုတာဧကဗုဒ္ဓမတုရိုက်ခေဒေဝမိတဗဗုတေကုဏနာတဘောယေအပရိမာဏံမေတ္တေသာသဗ္ဗလောကသမိမာဏတဘောယေအပရိမာဏံဩဒါဒောသတိရိယသာအတ္တဗဒဝေရမတပ္ပတံဒိဋ္ဌံစရဏိတိနောဝါတယနောယဝတတဝိဒမေတောဒိဋ္ဌံဓာတိအနိတေယဗျမမေတ္တာဝိရမေတ္တာမဟုဒိဋ္ဌိသာနုဘေကမတိယောဝတတရိနာတံပန္နောကာမေတုဝိနယကေတနာဣဇာလောကဝတေယပုဏ္ဏရိတိဣတိပိသောဘဂဝါရံသမ္မာသမ္ဗုဒ္ဓောဝိဇာစရဏသမ္ပန္နောသူကတောလောကဝိတုအနောကရောပုရိသဓမ္မသာရတိတထာဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသက္ကာတောဘဂဝါတာဓမ္မောတတေတိကောအာကာလိကောဧဟိပတိဩပတိဟိကောပစ္စတဝေတိတဘောဝေညူရိသဗ္ဗိပန္နောဘဂဝါတောသဝကတံကောဥစ္စောပฏิပန္နောဘဂဝါတောသဝကတံကောညာယပฏิပန္နောဘဂဝါတောသဝကတံကောသာမေစေပฏิပန္နောဘဂဝါတောသဝကတံကောယရိဒံသတ္တာရိပုရိတာယုဂန္တိယတပုရိတာပုဂ္ဂလာမေတ္တာဘဂဝါတောသဝကတံကောအာဟုနေယောပါဟုနေယောဒဂိနေယောယသရိကရဏိယောနောက်တရာဘုရားကေတလောကတာဧဝံဘုဒ္ဓံတရဏနာဓမ္မတံယေသဘိကဝောဘယဝသံမိတဓမ္မလောမသောနာယေတတိသဗ္ဗေတိယောဝိဝဇံတုသောကရောဂောဝိနတတုမာတိဘောတောတရာယသုခိတိကာယုကောဘဝအဘိဝါရဏတိလိတ္တနေသာဝတ္တပဇာယိတောသတ္တရောဓမ္မာဝတ္တတိအာယုဝနောတုကံဗလာသဗ္ဗေတတ္တသဗ္ဗေပါဏာသဗ္ဗေဘုရားသဗ္ဗေပုဂ္ဂလာသဗ္ဗေအတ္တဘဝပရိယပါဏာသဗ္ဗအေတိယောသဗ္ဗေပုရိတာသဗ္ဗေအရိယသဗ္ဗေအနာရိယသဗ္ဗေဒေဝသဗ္ဗေမနုဿာသဗ္ဗေဝိနိပါတိကာအာဝိဒဝတ္တောအပြမေသဝတ္တောအာဒီကဝတ္တောသက္ကယတာနေပရိဟရတုဒုက္ခမသတယတလတသဗ္ဗတိတောမဝိကသံဒုက္ခမတကာသာဓုသာဓုသာဓု
တတိတော်နိုင်ကမောတော်တဲ့တရားများတောင်းမှာဖြစ်ပါတယ်ဗျာအခက်ကြီးအမမအယုံရဖြစ်တဲ့အငုံကိုကြည့်ပါတော့ကိုယ်ဒီပေးနိုင်ပါရဘုရားတပည့်တော်ယုတိကျော်လျောက်ခအပ္ပတိသံဃာတော်ရှင်သူမြတ်ဗျာသဝဝိတိတေဝနာသမဂာမိမာတေနယယာသာမိကမစရိကောပတိတောဒုက္ခမောဇေနံသံဃေတတိပကတိဉာဏ်ဖြင့်လေကံရှင်ရမြတ်ခြင်းကတင်လာနေရကျင်သာရှင်မရမြတ်မြတ်ဘုရားသဘာဝေဘုရားရေတော်သိဟောဘုရားရှင်ဘုရားရေပါရရှိစေချီတော်စိတ်၍ဝိတ္တတော်စေတနာယကျိုးလက်ဆောင်မွေး၍ရှိခိုးကြသည်၍ဒုက္ခမောဇနာတမရသမုခခန္ဓာဝိဒုက္ခမမုခဝေကိစိတတောသမပိမိတ်နေနေခေခေရာဇာတရားမြတ်ဒေသနာတော်ကိုယာသာမိကျလာလူကြောင့်ခွန်ပန်းသုံးကြပါကုန်၏အရှင်မြတ်ဖယားသမဂမိကိုရှိတာမိခလက်ဓမ္မကိုဉာဏ်ဉာဏ်မနာကျင်ပေါ်သည်ကြည်တော်မူတာတော်ကိန်းသာမင်းဝရရှိဘုရားတို့၏သန္နာနာယသောကေယကေဝေလတိဓမ္မဒေသနာမြတ်ရရတာကိုဒီဒီဟိနာမောရှိရှိရဲ့ကြည်မိတကဲ့သို့ဟောကြားတော်မူပါဆရာတော်တခေအရှိကိုယ်တော်မြတ်ကြီးဘုရားသာဓုသာဓုသာဓု တော့ကဲတော့အာယေခတဘခါကဘဝတစ်ပါးပြောင်းသွားတဲ့တရားကာကြီးဥမောင်ကိုရည်စူးပြီးတော့ရည်မှန်းပြီးတော့အမြအတန်ပေးဝေရွယ်ကောင်းမှုကုသိုလ်ပြုကြတယ်အမြအတန်ပေးဝေရွယ်ကောင်းမှုကုသိုလ်ပြုလုပ်တဲ့နေရာမှာအလုံးသောကြံရကြတဲ့မိသားစုများနဲ့တကွဆွေမျိုးမိတ်တင်ကများအားဦးဇင်းများကဓမ္မလက်ဆောင်ဓမ္မတန်ဝေကအနေအားဖြင့်တရားအလှပေးမယ်တရားအလှပေးမှဖြစ်တဲ့အတွက်ကြည်ကြတဲ့မိသားစုတွေအားလုံးချမ်းသာတဲ့ဣရိယာပုမျိုးပြောင်းပြေး၍ထိုက်ပြီးတော့မှတရားနာနိုင်ပါပြီမိမိတို့ထိုင်နိုင်မဲ့ဣရိယာပုမျိုးပြောင်းပြီးတော့ထိုင်ဖို့ဦးဇင်းများခွင့်ပြုပါပြီဦးဇင်းခွင့်ပြုပြီဆိုရင်တို့တော်ကောင်းတွေစိတ်ချမ်းသာတယ်လို့ထိုင်ပြီးတော့တရားနာနိုင်ပါပြီဗျာဘဝတစ်ပါးပြောင်းသွားတဲ့တရားကာကြီးဥမောင်ငွေကိုကြံရစ်ကြတဲ့တာယိကာမကြီးနဲ့သားတွေသမီးတွေကကိုယ့်အပေါ်မှာပြုစုစောင့်ရှောက်ခဲ့တဲ့ကျေးဇူးတွေရှိမယ်သားသမီးတွေဆိုရင်လည်းမွေးပေးခဲ့တဲ့ကျေးဇူးတွေကျွေးပေးခဲ့တဲ့ကျေးဇူးတွေရှိတယ်ကိုယ်မွေးပေးကျွေးပေးတဲ့ကျေးဇူးတွေကိုဒီကနေ့အမြအတန်ပေးဝေပြီးတော့ကျေးဇူးစတဲ့ကျေးဇူးစပေမဲ့တရားကာကြီးဟာတို့သူတော်ကောင်းတွေဘယ်ဘုံဘယ်ဘဝဘယ်ဌာနရောက်သွားမှာတို့တွေကြံရကြတဲ့မိသားစုတွေဘသူမှမသိရပြီမဲ့မကောင်းတဲ့ဘုံဘဝမကောင်းတဲ့ဘုံဌာနတွေရနေရင်ရောက်နေရင်အဲ့ဒီမကောင်းတဲ့ဘုံဘဝဘုံဌာနတွေကလွတ်မြောက်ဖို့ဒီကနေ့အမြအတန်
ပေးဝေပြီးတော့မှကျေးဇူးဆက်တယ်မိသားစုဝင်တွေဆိုတာဟာမမျောတာပေါ့ဒါပေမဲ့ဒုသူတော်ကောင်းတွေအနေနဲ့ကြံရစ်တဲ့မိသားစုတွေအနေနဲ့ဘာလို့နှလုံးသွင်းထားမှလဲဘယ်လိုပဲဖြစ်တဲ့အချိန်ဖြစ်ချင်းအချိန်လူတယောက်သေးချင်းအချိန်ဒါကဒီကနေ့ဘဝတစ်ပါးပြောင်းသွားတဲ့ဥမောင်ငွေရဲ့မိသားစုဝင်တွေမှမဟုတ်ဘူးအသက်ရှင်နေတဲ့ပုဂ္ဂိုလ်တွေမိသားစုရှိနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာဒီကိုချစ်တဲ့ပုဂ္ဂိုလ်ကိုတန်ရောစဉ်ရှိတဲ့ပုဂ္ဂိုလ်ကခုခုဖြစ်သွားပြီဆိုရင်ပူဆွေးကြတာပဲငိုကြွေးကြတာပဲဖြစ်တဲ့အချိန်ဖြစ်ချင်းပူဆွေးနေတဲ့အချိန်ဘသူကိုမှဖြစ်တဲ့ပေးလို့မရမြတ်စွာဘုရားကလည်းပြောထားတယ်အေးလူတွေအပူမိနေတယ်ဆိုရင်ဖြစ်ချင်းတရားမဟောရ9 ရက်တော့မဟုတ်9 ရက်အဲ့ဒါလောက်နေမှတရားဟောရတယ်ဒါမှသူတို့ဒီတရားကိုနှလုံးသွင်းနိုင်တယ်ဆင်ញင်နိုင်တယ်ဒီလိုမှမဟုတ်ရင်နှလုံးမသွင်းနိုင်ဘူးဘာကြောင့်လဲသူတို့ရဲ့ရင်ထဲမှာအပူတွေများနေလို့အပူတွေများနေတဲ့အချိန်မှာဘသူလာပြီးတော့မှတရားဟောဘသူလာပြီးတော့မှတရားချနာချမရအေးဒီကနေ့ဘဝတစ်ပါးပြောင်းသွားတဲ့တရားကာကြီးဥမောင်ကြီးလည်းပဲဘဝတစ်ပါးပြောင်းသွားတာဒီကနေ့ဆိုရင်9 ရက်ရှိပြီကျန်ရတဲ့မိသားစုတွေဟာနှမျောကြမှာပဲအဲ့တော့ဒုသူတော်ကောင်းတွေကိုနှမျောနေမဲ့အစားကိုလည်းပဲသိခြင်းတရားနှလုံးသွင်းထားရမှာကဘာလဲဆိုလို့ရှိရင်ငါတို့ဘဝကိုအတုတကွလက်တွဲပြီးတော့ရှောက်လှမ်းလာခဲ့တဲ့ပုဂ္ဂိုလ်ကြီးငါတို့တော့ဘယ်မေ့နိုင်မလဲမမေ့နိုင်တော့ညာလည်းပဲသူ့ကိုရှာကြည့်ရင်တွေ့နိုင်မလားမတွေ့နိုင်တော့ဒါကြောင့်ကြာရကြတဲ့မိသားစုဝင်တွေအနေနဲ့ကြာတော်လဲမမေ့ရှာတော်လဲပဲမတွေ့ငါတို့လဲသူ့လူတနေ့တေးကျေပြည့်စည်ကြရမှာပဲလို့ဒီလိုလေးနှလုံးသွင်းနေကိုယ့်ရဲ့ရင်ထဲမှာကောင်းလောင်းနေတဲ့အပူမီးငြိမ့်လိမ့်မယ်အဲ့ဒါလို့အပူမီးငြိမ့်အောင်ကြံရတဲ့မိသားစုဝင်တွေဘာလို့မလဲဆိုလို့ရှိရင်ကြာတော်လဲမမေ့ရှာတော်လဲမတွေ့ငါတို့လဲသူ့လိုပဲတနေ့တရားမှာပဲလို့ဒီလိုနှလုံးသွင်းပြီးတော့မရဏနုတ္တိကမ္မထံလေးစီးဖြန်းပြီးတော့ထားရည်ကိုယ့်ရဲ့ရင်ထဲမှာပူးနေတဲ့အပူမီးတွေကိုယ့်ရဲ့ရင်ထဲမှာတောက်လောင်နေတဲ့တောကပရိဒေဝမီးတွေဒီကသောဓမ္မတန်ဝေကလေးယူပြီးတော့ဆင်ခြင်ကြည့်မယ်ဆိုရင်ဆင်ခြင်နေမယ်ဆိုရင်ငြိမ်အေးသွားလိမ့်မယ်ဒီလိုမှမဟုတ်ပဲဘုဒ္ဓတော်ကောင်းတွေရဲ့တန်တမ်းမှာသိဆုံးသွားတဲ့ပုဂ္ဂိုလ်ရဲ့အကြောင်းတွေတွေးပြီးတော့မိုးနေမယ်ပူနေမယ်ဆွေးနေမယ်ဆိုရင်ကိုယ့်ရဲ့ရင်ထဲမှာတောက်လောင်တဲ့မီးတွေဟာမီးစာထက်ပေးတယ်လို့ပဲဘာမှငြိမ်သွားမှာမဟုတ်ဘူး
ကမ္ဘာလောကကြီးမှာလူသားတွေအမျိုးမျိုးရှိတယ်အဲ့ဒီလူသားတွေအမျိုးမျိုးဟာမိတွေလည်းပဲအမျိုးမျိုးတောက်လောင်နေကြတာပဲတောက်ကမိတွေတောက်လောင်တယ်လူလည်းကွဲတယ်ခရစ်ယာန်လူလည်းကွဲတယ်အစ္စလာမ်လူလည်းကွဲတယ်ဟိန္ဒူလူလည်းကွဲတယ်လူမျိုးတွေကွဲတာလားဆိုရင်မဟုတ်ဘူးတဲ့အယူအဆတွေလည်းကွဲတယ်အယူဘာသာတွေလည်းကွဲတယ်အယူဝါဒတွေလည်းကွဲတယ်တက္ကကြီးများလည်းအတိဒကမာကြီးများလည်းအတိအဲ့ဒီမှာဘာတွေဘယ်လိုကွဲကွဲဟိန္ဒူလိုပဲကွဲကွဲခရစ်ယာန်လိုပဲကွဲကွဲအစ္စလာမ်လိုပဲကွဲကွဲဗုဒ္ဓဘာသာလိုပဲကွဲကွဲဘာတွေဘယ်လိုကွဲကွဲအဲ့ဒီကွဲနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုတူညီတာလေတစ်ခုလောက်ပြစမ်းပါဟေးလို့မေးရင်ဘဝခန္ဓာရတာတူတယ်အယူတွေတော့ကွဲတယ်ဘာသာတွေတော့ကွဲတယ်လူမျိုးတွေတော့ကွဲတယ်ဘာတွေဘယ်လိုကွဲကွဲတူညီတာတစ်ခုထောက်ပြစမ်းဟဲ့ဆိုလို့ရှိရင်ဘဝခန္ဓာရတာတူတယ်တို့ဗုဒ္ဓဘာသာမှာလူတယောက်ခန္ဓာဘယ်နှပါးနဲ့ဖွဲ့စည်းထားတယ်လဲဆိုရင်ခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတယ်လို့မြတ်ဗုဒ္ဓကဒီလိုဟောထားတယ်လူတယောက်မှာရူပခန္ဓာနဲ့ဖွဲ့စည်းထားတယ်ဝေဒနာခန္ဓာသင်ညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာဆိုတဲ့ခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတယ်အဲ့ဒါကိုအကျဉ်းချုံးလိုက်ရင်ယုတ်တရားနဲ့နံတရားဒီနှစ်ပါးနဲ့ဖွဲ့စည်းထားတယ်အကျဉ်းချက်လိုက်ရင်ခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတယ်တို့ဗုဒ္ဓဘာသာတွေပဲဒီခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားသလားမဟုတ်ဘူးခရစ်ယာန်တွေလည်းပဲခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတယ်အစ္စလာမ်တွေလည်းခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတယ်ဟိန္ဒူတွေလည်းခန္ဓာ၅ပါးနဲ့ဖွဲ့စည်းထားတယ်ဒါဆိုရင်လောကမှာရှိကြတဲ့လူတွေအားလုံးဟာအယူတွေဘယ်လောက်ပဲကွဲကွဲဘယ်လောက်ပဲဘာသာတွေကွဲကွဲကွဲနေတဲ့အရာတွေကိုထားပြီးတော့တူညီတာလေးပြစမ်းကွာဆိုလို့ရှိရင်တဲ့ခန္ဓာရတာတူတယ်တဲ့ခန္ဓာကဗုဒ္ဓဘာသာနဲ့ခန္ဓာ၅ပါးခရစ်ယာန်အစ္စလာမ်ဟိန္ဒူအစရှိတဲ့ဘာသာဝင်တွေလည်းပဲခန္ဓာ၅ပါးဘာပဲဝဲကွဲခန္ဓာရတာကြတော့တူညီတယ်အာယုဘာသာတွေကွဲတယ်သို့သောခန္ဓာရတာတူညီတယ်နောက်ထပ်ဘာများတူညီသေးတယ်လဲဘေးဖြတ်တာလဲတူညီတယ်ဘာလို့ဘေးဖြတ်တာတွေတူညီသလဲ။ဥရတဲ့ဘေးဖြစ်တာလဲတူသေးတယ်။နာရတဲ့ဘေးဖြစ်တာလဲတူသေးတယ်။သေရတဲ့ဘေးဖြစ်တာလဲတူသေးတယ်။ဥရတဲ့ဘေးနာရတဲ့ဘေးသေရတဲ့ဘေးဟာဒီတို့ဗုဒ္ဓဘာသာဝင်တွေပဲဖြစ်တာလားဆိုရင်မဟုတ်ဘူးလေခရစ်ယာန်တွေမှာလည်းပဲအိုရတဲ့ဘေးနာရတဲ့ဘေးသေရတဲ့ဘေးဖြစ်တာပဲဟိန္ဒူတွေအစ္စလာမ်တွေလည်းပဲအိုရတဲ့ဘေးနာရတဲ့ဘေးသေရတဲ့ဘေးဖြစ်တာပဲဒါဆိုရင်လောကကြီးရှိတဲ့ပုဂ္ဂိုလ်တွေဟာအာယုအစအာယုဘာသာလူမျိုးတွေဘယ်လိုကွဲကွဲ
တူညီတာကိုပြောစမ်းမှဆိုရင်ခန္ဓာရတာလေတူတယ်တဲ့။ဥဘေးဖြစ်တာလေတူတယ်။နာဘေးဖြစ်တာလေတူတယ်။သေဘေးဖြစ်တာလေတူတယ်။ဒီနေ့တို့ဘဝတစ်ပါးပြောင်းသွားတဲ့ပုဂ္ဂိုလ်ကြီးဘုမောင်ဝင်လဲဒါသေဘေးနဲ့ကြုံသေသွားကြရတာပဲဤကဲ့သို့သေခြင်းဟာတို့ဗုဒ္ဓဘာသာတွေပဲသိတာမဟုတ်ဘူးဘာသာဝင်တိုင်းဘာသာဝင်တိုင်းသေခြင်းပျက်စီးကြရဤကဲ့သို့သေခြင်းပျက်စီးရတဲ့အချင်းအရာမျိုးကိုဦးဇင်းတို့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးဗာပြောလဲဆိုရင်ဥဘေးနာဘေးသေဘေးဆိုတာဟာတဲ့သာဝရလူသားအလုံးဘာသာဝင်တိုင်းတွေ့နေရတဲ့ဘေးဖြစ်တဲ့အတွက်သူ့ကိုနာမည်ပေးမယ်ဆိုရင်သာဝရဘေးလို့နာမည်ပေးရတယ်တဲ့သာဝရဘေးလို့နာမည်ပေးရင်တခဏဘေးဆိုတာရှိလာအောင်မှာပေါ့တဲ့တခဏဘေးဆိုတာတို့သူတော်ကောင်းတွေသိတယ်COVID-19 ယောဂH1N1 ဆိုတဲ့ယောဂပေါ်လာဘယ်သူမှအသာမစားရတော့အောင်ဖြစ်H1N1 ဆိုတဲ့ယောဂ2006လောက်ကနေပဲခုနောက်ပိုင်းမှာလောလောလတ်လတ် COVID-19 ဆိုတဲ့ယောဂအဲ့ဒီဘေးတွေကြတော့တို့ဗုဒ္ဓဘာသာတွေပဲဖြစ်တာလားဆိုမဟုတ်ဘူးဘာသာဝင်တိုင်းဘာသာဝင်တိုင်းခံစားကြရတာဗုဒ္ဓဘာသာလည်း COVID-19 ခံစားကြရတာပဲခရစ်ယာန်အစ္စလာမ်ဟိန္ဒူတွေလည်းခံစားကြရတာပဲအာယုအစတွေဘယ်လိုပဲကွဲကွဲအာယုဝါဒတွေဘယ်လိုပဲကွဲကွဲခန္ဓာရတာတူတဲ့ဥဘေးနာဘေးသင်ခြင်းဆိုတဲ့သာဝရဘေးသင်လာခြင်းလည်းတူတယ်နောက်တစ်ပတ်လားတခဏဘေးသင်လာခြင်းလေတူတယ်တို့ဘာသာဝင်တွေပဲခံရတာမဟုတ်ဘူးဘာသာဝင်တိုင်းဘာသာဝင်တိုင်းခံစားကြရတာ။အိုရတဲ့ဘေးဆိုတဲ့သာဝရဘေးလောလောလတ်လတ်ဖြစ်ပေါ်လာတဲ့ယောဂဘယဘေးဒီဘေးတွေကတခဏဖြစ်ပြီးတော့တခဏပျောက်သွားတာဒီမှာဆိုရင်လည်းကြည့်2005တုန်းကဖြစ်မဲ့တဲ့ယဉ်ကြီးရှံတို့ဘာသာဝင်တွေပဲကွက်ပြီးတော့ယဉ်ကြီးရှံသွားတာမဟုတ်ဘူးဘာသာဝင်တိုင်းဘာသာဝင်တိုင်းခံစားကြရတာဖြစ်တဲ့အတွက်တခဏဘေးသင့်တာချင်းလည်းပဲတူတယ်ဘာတွေဘယ်လိုကွဲနေအဲ့တော့ဒီဘေးတွေဟာဘာကြောင့်သင့်နေရတာလဲဆိုလို့ရှိရင်ခန္ဓာရထားလို့တဲ့ဗျာဘဝခန္ဓာကြီးရထားလို့တို့သူတော်ကောင်းတွေအိုဘေးတွေနာဘေးတွေသေဘေးတွေဆိုတဲ့သာဝရဘေးတွေသင့်ရတာသူတဘာဝအလျောက်ကြားရောက်ပြီးတော့ဖြစ်ပေါ်လာတဲ့ဘေးတွေလည်းပဲ COVID-19 ဘေးတွေ H1N1 ဆိုတဲ့ဘေးတွေရေဘေးတွေအစရှိသဖြင့်တခဏဘေးတွေလည်းပဲဘာသာဝင်တိုင်းဘာသာဝင်တိုင်းတင့်ခဲ့ကြတာအဲ့ဒါကြောင့်တခဏဘေးရေသာဝရဘေးရေတင့်ပြီးတော့နေရတာဘာကြောင့်လဲဆိုရင်တို့တော်ကောင်းတွေဘဝခန္ဓာရထားလို့အဲ့ဒီအိုဘေးနာဘေးသေဘေးတွေကလွတ်ကျင်တယ်တခဏဘေးတွေကလွတ်ကျင်တယ်ဟေးဆိုလို့ရှိရဲ့တို့တော်ကောင်းတွေနေ့စဉ်နဲ့အမျှကောင်းမှုကုသိုလ်ပြုလုပ်ပြီးတော့အထုတ်ပြီးတော့နေရမယ်ကုသိုလ်တွေဘာဝနာကောင်းမှုကုသိုလ်တွေ
တီလာကောင်းမှုကုသိုလ်တွေကိုစတဲ့ဓဖို့ကြိုးစားပွားများအားထုတ်နိုင်သောသူတော်ကောင်းသူများလောင်းများအတိတိဖြစ်ကြပါစေကုန်သတည်းဘယ်လုံးကတော့ခဏရိတ်ခါမှာဘောတဘဝတခန္ဓာချုပ်ငိမ့်သွားသည်ဥမောင်ငွေအာဣနေယဌာနသို့အမြအတတ်ခံယူရန်ဖိမှန်တကပြုအပ်ပါတယ်အိန္ဒိယဌာနသို့ရောက်ရှိရင်တည်တဲ့လျောက်ပတ်တဲ့နေရာနေပြီးတော့ဝမ်းမြောက်ဝမ်းသာကြံ့ရစ်တဲ့မိသားစုများပေးဝေသည့်အမြအတတ်ကိုခံယူတော်မူပါကုန်လို့ကဲအလုံးလိုက်ဆိုအရှင်ဘုရားအလုံးစုံသောတန်တရားဝိစရေပေါင်းမှဝမ်းမြောက်ပါရခြင်းအကျိုးငါ၎င်းလောကီလောကုတ္တရာကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ကိုစီကိုငါဤဆုံးပါရခြင်းအကျိုးငါ၎င်းလောကေတောခုနယေခံကဘဝတပါတောဥပြောင်းလွန်သွားသောဥမောင်ငွေအားဒီနနိဗ္ဗာန်တောင်းတန်ချမ်းသာရပါစေခြင်းအကျိုးငါ၎င်းပရဏဂုံသုမနှင့်တကွာအာဘာတောတိလာတော်မြတ်တို့ကိုအတူတကွာခံယူကျင့်သုံးစောင့်တည်ကြပါကုန်၏သီလ၌တည်ကြပြီးသောတပည့်တော်တို့သည်တတ်တော်ထင်ရှားမြတ်စွာဘုရားအားကြီးမသာ၍အစဉ်အနတ်ရတာတို့နှင့်ဤဆုံးတော်မူသောဤဆုံးခဲဘွယ်ဘောဇင်ချိုချေအယတာအဖျားဖျားတို့ကိုဥထံသူစောပြီး၍ဤရှိတော်တွင်ပြင်ဆင်၍သာအတော်မြတ်လစွာသောဆုံးကဲဘွယ်အာရတို့နှင့်သင်္ကန်းနဝကမ္မအစရှိသည်တို့ကိုသံဃာတော်အရှင်မြတ်တို့အားသူတံပူဇော်ပြီး၍အရာလေးမြင့်နာမရောက်ရှိလာကြကုန်သောတေပရိသတ်တို့အားတွေ့မွေပြုရန်ကြပါကုန်၏ဘုရားတပည့်တော်တပည့်တော်မတော်ယနေ့ယခုပြုရန်ရသောကောင်းမှုကုသိုလ်သည်မအိုမနာမတရားဖြစ်သောယနေ့ပန်ဤအထောက်အပံ့ဖြစ်ပါစေသာအရှင်ဘုရားဘုရားတပည့်တော်တပည့်တော်မတော်ယနေ့ယခုလူရန်ရသောကောင်းမှုကုသိုလ်ဤအဖို့ဘာကကိုဆောင်နာကိုအယံဆောင်နာရွာဆောင်နာရွာအယံဆောင်နာဤအိမ်ဝိုင်းကိုဤရက်ွက်ကိုဆောင်းလျှောက်ကြကုန်သောနတ်အပေါင်းတို့အားအမြပေးဝေပါကုန်၏အထူးအားဖြင့်လုံခဲ့သောခဏယေခံငါဘဝတပါသော
သူပြောင်းကွယ်လွန်သွားသောကာယကာကြီးဥမောင်မွေအားအမြအမြဝိဝေပါကုန်ဤမိဘဘိုးဘွားဆရာသမားဆွေမျိုးညာတကာအာလုံးသောပုဂ္ဂိုလ်သူမြတ်တို့အားအမြအမြဝိဝေပါကုန်ဤအထူးအားဖြင့်ဘဝတပါးသို့သူပြောင်းကွယ်လွန်သွားသောဘုမောင်ဝေအားအမြအမြဝိဝေပါကုန်ဤအထက်ကိုဘဝအောက်ကိုအဝေစီနတ်တိစัจ java လာဒီလာထုတ်ခြင်းအတွင်မရှိ30ပုံ၌ကျင်လေကြကုန်သောဝိနည်းယတတဝပေါင်းတို့အားအမြအမြပေးဝေပါကုန်၏အထူးအားဖြင့်ယုံခတ်သောခဏရိခံကဘဝတပါးသို့သူပြောင်းကွယ်လွန်သွားသောသူမောင်ဝေအားအမြအမြပေးဝေပါကုန်၏အကျဉ်းတို့သောပေးဝေသောအမြကိုရရှိကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာအေးမြကြပါစေကုန်သတည်းအားလုံးကြာရသမျှအမြအမြအမြယူတော်မူကြပါကုန်သောသာသာAsal atau jang ya hampir memang bunga sak. Kita betul bebe nampak. Hadi dia kisah sopi lu mungkin. Tu khop lâu lâu son ta. Yang có vẻ thì bà tôi có tu khop lâu. Tình ye.
แล้วจมเราแข่งขัด Dâu đẹp đẹp lắm để lặt lặt sắc đàn. in là thật không ra ngày lâu đi vậy Nó hồi sạc khát chi vậy? hun hay hun mua mà chỉ sao giàu vô hun hay hun mua chỉ giàu vô lele Phút mẹ, bà đi đi. bèn đây thì Mày nói đi kìa thì sao nữa đi. Cái sao lên đi? yêu thật chắc sao Thế giàu là thấy đi lề rồi chứ không. À dùng ấy. thì cái này té vô phạt độ bác ai té phạt Cái đồng tuần này. phạt đánh thẳng là đang phạt đánh thẳng Cái cái mình rồi. do đàn vậy ạ chỉ đi bảo đầu mà chùa giữa đàn té cũng đi đâu cũng phải đi qua cái kêu muốn khả đàn cái phái đi để học luôn cái phái thìเขาเนี่ย Làm ăn kia bên này mà. ปาเต้แล้วเนี่ยขั้นตอนตุ้งน้ำที่ลงไปanh qua đi điều nào phải như cái mặt để rồi Cái luôn này.
yang orang kia ini dong ini kopi macam ini game jauh ni na ini đang của mình nó mình nói chuyện là gì na cái màu vàng cái nó đang cái là cái chiang na cái khát về nó sai yêu nào thì ngay suốt khi nào băng đàn nó màu xuống là bị tạm thìมันคิดว่าที่นี่ที่ตรงที่น้องสักยิ่งกว่าผมโลกที่ด่านนี่นะเก่งมือที่น้องมอสักเพียรู้จังอามาเอาเยี่ยนะอามาเอาเยี่ยตะการส่วนน่ะอามาเอาเยี่ยตะอมหิมะยิ่งให้กัดทิศนาผมโลกยิ่งเธอที่คงเล่นดอกประดับทั่วอันนี้ปีนาทุกที่ใส่ไว้บ้างกระโชมดานเป็นตัวบ้างที่เราดีนี่นะจริงเพียงตรงดินจะไล่เลยที่คนปีไม้นะจีขัดกระลงชิมที่นะน้องตรงนี้เป็นที่เกิดโตทั้งที่เกิดโตตัวเองอะตอมนาเทตัวเชียงอ่ะของกินเชียงฟ้าไว้ถึงตรงที่ตัวโตนั่นอะตอมนาตรงตัวเชียงตรงที่ตัวโอ้ยไหมเด่นเต็มมาผมลงที่เชียงมีจีบผมลงเอาไม่ดูยีนะที่รักสนับสนุนบ้างบอกแต่ที่น้องเชียถ้ากินหนาเห็นไหมยีนะตัวเต้ก็กี่ขุกปียิ่งน้องกลัวเหมือนโลกใช่ไหมนี่จงเป็นมันละแต่กี่บานะไอ้มีชีวายงเป็นอักิจบัตไอ้เชียงกลัวมาผมรู้วินะไอ้มาถูตกวายเราเป็นมาถูตกก็ไอ้สุดเป็นเนี่ยหนาลงตัวที่เป็นสูงในฝ่ายนี่โลสูงในฝ่ายนี่กิโลวิเชียงช่างลำเจ้าเขาวันนี้ปีเดียงที่ด้านเขาก็ไอ้สุดเชียงตัวคนที่ตกพิจุยาไอ้สูงสูงที่ตกพิจุยาไปโต้ด่านนั้นอย่างนี้เบียร์นี่พอคัดแท้นิ้วนะตัวมันกิเลมเกษียชีของตรงมันคัดเทไม่หมดกิเลมย่งกิเลมโลเทไม่ตัดไอ้ตรงนี้นะไอ้หุ่นคัดเป็นรวมร่างนี่จีแล้วไอ้ชาโลมาเลยที่จะตัดที่ไก่กบนั่นดิ้งตรงใบโลดิ้งจีของเจียงเพียงบางจีอาไงสุนทรโตก็แก่ลุยนะที่เจียงใบตัวนี้ตัวทั่วโน่นไปถึงที่เราไม่หิวตรงนี้สักสิ่งไม่หิวตรงนี้งั้นไม่ยินเสียงของจับตรงนะหลงไปถึงกระลงดำนี่นะไอ้ย่างสับเต็มไปเรียนนี่เลยวันพี่ครับผมลายินกำลังดูตรงผมลายินที่ไปกินขอลเกกเสียน้ำมือนี่น้องไปสะสมกันลงดำหนัวมูว่าที่หินส่งไว้ต่อที่ใช้ด้านนี่เลยผู้อยู่กิโลปาตูนี้นะตัวบางดานะครับผู้นักกินนี่เห็นตัวเทเลอร์อักรู้คนเราที่ป่าเรียนบางครั้งมาที่นี่อะตอมนะรู้เวทสถานตัวโตคนละมันเดียวเห็นก็ป่าว่าอย่างก็นั่งไอ้ตรงนี้นะเห็นลงในเป็นแกนยิ่งเอาหุ่นนี่แล้วตู้นี้หุ่นนี่นะหุ่นมันเลยลงบางทีดิ้งจุ่มได้จุ่มลงมาได้ตัวเสียงลงไปเสียเลยก็มีเลยครับตัวด้านนี้เก่งแก่นกที่ชัดชิมไว้ทุกที่จะตัวยังจะดานว่าเล่นลูกดานเป็นตัวบางดานป้าตรงที่ตัวเชียงที่เทเนี่ยที่เทเกละเพียงบางไม่เกละหมุนซ้อนก็ดิ้งเพียงเกลที่เทหมุนเนี่ยไอ้ตัวนั่งเชียงจีน่ะอาทิตย์ตัวพร้อมยังไงจีนน้ำเกยินที่เทจงน้ำเกไอ้เทบางยินมีเชียนหนาจงพัดเองเทเชียนลงหนาจงพัดเองเทเพียงบางบางตายน้องจีด้านกันตัวอากิไปเกลันปนาคงเล่นเนาะแกน่าแกตัวสาวดิ้งเงินเจดิ้งตัวอันเนกปีไว้ที่น่ะกระทุบุรุษกระทุบุรุษผู้แต่น้องเล่นไปเลยจึงพิงเจียนี่ที่แกจึงพิงเจียนี่หรอกเอาหน้าวงเจียนี่ชี้ช่วยเลยปลาชี้กันเลยก็ช่วยอันเนกปีนี่ชี้ที่น่ะทางเส้นเดียวหลงที่นะตัวช่างกำปั้งเจียเทโลดิ้งจีเราได้จึงพิเจียเทโลดิ้งจีแล้วหัวบัวจีเราได้กระชุ่มเลี้ยมโลแล้วคู่เดียดานะเราได้ไงชุ่มไปแล้วนี่นะกระชุ่มเลี้ยมเจียงกันเป็นไอ้ด้านไหนตรงนี้ว่าจีดิ้งจีเตะเอาไปลงนี่นะอามาเทไปแล้วนะชุ่มมันลุกเดียวรวมแล้วเราได้ตัวกันเป็นรูทคอมตัวได้ไอ้เป็นกันมุตตะปาที่สำนองเลยนี่นะมาตัวจีของจีเจียงตัวว่าไปตู้แต่งฮีนะตัวเต็งตู้คุณเป็นมีเสียยั่วแก่ที่ว่ามีไอ้ของเขาเรียกอะไรเสียงตัวเป็นโลก
ตัวบางด่านนี่ตัวเจียงตัวของเล่นบางอย่างมันตัวปลาลงไปปีจึงปีลงที่ดำมึงตัวแต่ลงดำมึงสีนี้นะตัวหินเก่งเล่นลิงตัวทุนมันคือตัวของเล่นแต่หินพนักเล่นลงไปเล่นมะพร้าวเล่นลงไปเล่นนี่แหละตัวที่ทุเรียนนี้ครับเกี่ยมุพนังโม่คนนั้นสั่งเอาขัดตัวเสียพวกมันจีแล้วจี แกงน้องเนี่ยแกงที่จะน้องดำกระลงดำเต้ามันcái công cụ đó để phát động thì cái lùng đâm tự mày cho nó thì mày tha biệt thì nó ngầm là đều trong cái lùng đâm em thúc vô cái tôi bàn thúc hàng tiền tất cả em thúc tên chúng ta vừa muốn sang mình đang để cho dòng lại một lần phân chiến cái sang là về mình đây ra chuyện là làm cái sang là về chính in ấy dòng nhà bay sông nơi mai ni nè cái công phu nó bắt khata bằng tay lệ bolimi bolisol hata te na numai hilang pasal leng ko to te nin chi ki thei lo wai chiang a zo bawai a kol amang kang to ki teng mang i chiang ai thei ma hi chi ka pa baw gen pen ama kia kol ma ne hi lo na minam dang to chiang tam tam mi man na hi te hong jong a ko ma chia a hun jok thei siam ring te mai ni ma to to hi na ya mang te nu ta jong bằng ta lệ tôi đi na ông phải tiền na pina pu tiền lệ khỏi cứ tiền hi chỉ hạt giống mà to nông tôi đi để hàng ngày in ngày nào to cái sai bel bằng mà tôi có nông kia ông phải cái nông ngày nào thì ai chiangตัวเดียนะป้าจีเป็นอามาได้ด้านแบบเป็นนะหางจงngày nào cái bằng này mìnhตัวจงเนี่ยที่เสียมปาอยู่มาตัวน่าขัดเป็นอามาngày nàoเด็กๆก่อนจะngày nàoนี่เจ้าเต้นนี่ไอ้เต้มีแต่ngày nàoนี่ตัวด้านไอ้อิมุนตกอยู่อย่างngày nàoคืออย่างฮีจีจงพอกเสียมนี่จีตัวเล่ยาจึงปีเตตูเตหิวจึงมังเตตาเตหิวจึงน่าขัดเป็นอิมันอลัมมะตะกันนะทาเปียนะยมเพนะดิ้งขันเตเปล่านะกะนุ่มนะอามาขวดจีเขามาสมกวางเนี่ยลีจวนจีเปล่านะนี่มาปะนะนุ่มมีภูมิตังจวนในมันนะนำมันอลัมเป็นหัวตาปีสักมายิงแบบทุกปีมาฮีจีเกณฑ์เงินนวมไหลเงี้ยตัวเจนะนังเบคิโลสังกำนุ่มเข้มโตเอาความมาเจียจีนะอีมันอลัมปีสักตัวแรงเองมันอเจนเองปีสักดีที่มาไปเจียงที่ตะของจงเป็นมาแล้วมาความมาเป็นวินะก็จะแต่งตะเลหังก็เป็นไอ้มังโลดิฮีจิเก่นตัวปุระที่นี่นะเจ้าปานี่จะอาสามเก่งเจ้าปาเลี้ยงยัยทุยสามีจินบางตะเลยาจินปีไอ้จอยนะนัวจงมาเจ้านะยาอปุยนะปาวินะทุ่งนะทุบปีนะทุบไปนะที่นี่มาตัวตัวนี้เป็นข้าคำไปอามาบางนะสารตำเนื้อที่ขันหม้อไอ้ลำปังปนาข้าคำไปอันเนปีจังเฮียงไอ้มันนะบางมาเลยอปุยนะตัวนี้นะทุบเปียนะทุบสันนาตาเตตุนวยเลยนะตุภาษาอะไรจังนะตันวยจังนะทุบสันนามันเนี่ยยาตัวโตอีหุ่นมันแหลมมั้งตัวที่นี่มันจะดังยังจีๆกันเนี่ยหัวมันเจ้ามันจะปามันเจ้ามาจิปานี่มันจะเสียงถึงนี่เลยวันทุ่งลีทุ่งเปียงสกินนิ่งเต้นทางนาเกมโคเทงเบียบตัวปากกระเชียนตัวปากกระเชียนเลยจุงนั่นที่เรากาลินเปียงกันเด็กผมเราบินนาเกมเต็มทั้งนาเกมนาโตเราชวนหนึ่งต่างตัวมาบางตัวปากกระเชียนตัวดวงยูยินตัวนี้ตัวในลายตะกินพอพี่ป้านินผมมองไว้ตัวพิษยิงอาเปียปูเต็งไม่เราสั่งกันเต็งไปยิงอะไรอะหลายตัวหลายตะเป็นเจ้าฟ้านั่งมาขมาบ้านบอกขมาช่วยบอกมึงกี่ข้ามิงเลยไอ้มึงปั้นบอกกี่ปั้นทำที่ลำกาเจ้าหนูที่ลายเชียงละน้องลายปีนักผู้ป้าต่อที่ดำรงน้อนจะเป็นป้าหลังนี้สุดน้องลูกปีนาเต้นลงดำมึงนัวมึง
Roma tu pa kasian. Ama nung siya ay man na siya tayo design. Lấy chung là tiền sẵn mỹ khen tự lấy chung là những chỉ luật lấy cũng bao đi ạ lấy những chỉ một phần là thứ tiệm lấy bằng năng là tài thấy mình tôi qua cái xe nó rồi năng thu tiền này năng thu tiền bằng các bạn chung ạ nó vào chung ạ chúng tôi mình năng mà hết thì năng phát giống cô thu heroin năng mà thuê mình năng mà về mà phải đi tôi vào ai mìnhมีงานน้องเพียนสักกิจเชียงอินนุ่งในยินไว้ในยินก้มที่หนาเลี้ยวอยู่ยินมีคันเลยขัดน้ำคันเลยน้ำขัดทำคันเลยทำขัดที่หมูที่แกงหมูปลายินส่วนในครั้งในยินเขียนเงยงายน้ำอะไรนี่นะพ่อนี่นะชื่ออะไรเบียร์เก๋บอยไว้โจเล่ตัวอิตาเล่ที่เป็นอย่างนี้เราวินนี้เป็นแบบตัวหนังมันน่าติดอยู่แต่ที่เปียไอ้มาบางตัวนี้นะจงวินซุงคงเบียงบางพวกกางนี้หนาวน้ำตัวหนองเปียกบางเงินข้าจัดการนุข้าจังเฉียงเกยอยู่ไอ้ห้างเงินกิโลแรกกิโลเชียงบางเงินข้าจัดเทมานุนหลงดังหลงกงหลงเต้าเป้าไอ้มานินเต้าเป้าเชียงที่นี่ตู้หุ่นนี่นะอาทิตย์ปัจจุบันที่ปนินเนื้อตะเปาคุณระบายเพิ่มจุดน้องมันทุพาของเพียนหัวโดนน้องเพียปิดเชียงทุพาไปเส้นตู้นี้นะต้มนะหัวปีเป็นโต๊ะที่เป็นยิงทุพาเส้นอิมุนน้องเปียกสามุนลำติส่วนยิงทุพาน้องเปียกคุณโตนินคุณต้มโลกัดกันในนาชัวน้องเปียกกัดทุเตกตาเกวดีสู้หนึ่งเจ้าทุพาเป็นโลมินทุเงินมีของที่พ่อยลายสักทีทุพาHei mak mau ni, kata pa kamu kenal mai sepinlah. Jadi cuma minta kongsi te, kata te hari ni, usaha ni. Tu pa persiano, tu ni lah takin kemudian sama bangun kilometer maling, nama kong tu mati kita mengenai lah, kong dong dingin, nari muan nani dingin, kita wajib. Tu pa persian. กระทู้เจ๊นิยมลายดูป่าไปเชื่อเลยจริงพี่เลยหลายปีขึ้นมาหนังมาบ้านใดถูของหัวคุณลายของพุงหูสกินลาถูกผ่าของตัวนี้ถ้าขั้นหัวมาอยากอันนี้มีนมเราถึงมีเตบานามีเตตุ้งอมโซนดีกิโลนาชิมนากิโคสังโซนอันหนึ่งตั้งนาเตเต้นตุน้องมาบ้านใดที่ตกของผมคุณน้องชัวสกินทุพาน้องเพียดิงลงรุ่นแรกเห็นใจช่วยมินโตทุพาเห็นกับเพียยี่ใจช่วยมินโตกับทุเตทุพากับเพียยี่ที่ทำนาทุพาเพียสกินลาที่ทำนาทุพาเพียสกินลามาไปเราไปนาทุพาน้องเพียสกินลาคอยเลยคนตาเต้ช่วยลงคุณนาทุพาเพียสกินลามาชวนมาบ้านเข็นตัวทุพาไปเชียนนังมาขาดตัวหาชิ้นนังมาขาดตัวเช่นนาบอนาเพ่งเกิดมาทุ่นบอกตัวเป็นกวนบางกวนเจ๊น้องชัวสับดินยงเยซูนั่นทุพากับไปลายที่ตัวป้าไปเชียโนมีน้ำจวมเต้อินสูงบางก็สูงอ่ะไปยิ่งไว้ทางอินมีโมนาตัวป้าไปเชียนนักเรียนศึกษาเลยนักโบสามีดีเลยก็อยู่ว่าดีเลยด้านน้ำจวนโลหิน้องมาเกี่ยงพนาอินนามาตรงไปยินอินนาทุกทีจินเอาหน้าเกี่ยมาตัวป้าตัวพ่อมีนิสัยสูงคำหนาเทเทนตัวนังมาไว้ไหนแต่มีองค์พระจุลเดี๋ยวกันตัวป้าก็เชียนบางประชุมกวนสูงคือเขาสักนาดีอ่ะถ้ามาหนูตาบายว่านาดีตกปันสันนาดีไงมันถ้ามาพิจารณาเชียนนาไงชุนนาฮะนาโตบังมาโจดีหมดเลยมาจุดนั่นโจดีอมโลหิไอ้มันนี่ตัวป้าก็เชียนกระสุกตัวว่าเสด็จดิ้งบ่อดิ้งป้ามาชวนมาบ้านทำพิธีจบสอนนาดีหนังมันขาทางเปียกสกินล้างไงชุนนาเยลนาทุปาทักงกดสกินลาหงมาขึ้นนาทุ่มท่วมสกินลาทุปามาทุ่มหัวตรงถึงท่วมดังตัวเดมาหัวตัวสังลายยิงเกี่ยช่วยมันโตขัดเร่งทุนเงินลายยิงบางอิตาลีทุปาไปเชียนตัวนี้ยิงกับทุเตอาดีทุกงเลยทุปากับเปียหงมาห้อยนาทุปาคือดำนาเดินทั้งนาสวัสดีนาดีเลยพิธกาอม
nakakain to pa mi mule kila kamu kiti na diyo cuman na kita na to pa na pasien nate itu ni ngen ti ko mu sakti kin to pa o na to pa pasien tu na kamu mandi ka sai manin nuam takin tiram tan le nuam takin kitenin sinlen nulen naw mluin nang ma kha tha tong kal kon sak sia sin lao ko wat dia din te jong to pa pasien nuam le din takin tung te din to pa ma pian kanu sia tu nu ta te jong nang ma kha siam tung he ne min la nang ma kha siam tu ma ko du bang tu tung wa ato tung tu le tua ki pan ato tung to pa ngun pin nang man tu phang dia sing nang ma kha tha to ka son he ne na athang nong pian sak din di tu nang nga pi ko jong sia di kai man ngun le valian pa ban na om lo hi mun pan lam sang lam kan ki kian lo set lam pai ding kai man a ho te kun le ke nang sim ngai sip na te un sat sakong man saka tu pa pia nang pia tong ta gam te chi dam tak khatun pi te na ding dong na nong ke ki le ma nong ka suan pi ni ma nong burin hong le ka bai ken ken pe khong a ping a hi jong in to pa ken tui sang kong pula ken pe a dek pin nang ma hoi na ong ni pin sak ding lung gu le de le tum na ne jin du ken to mon da son nang ne lo tung lam te tung pa in na tung gung tan ka to pai sun song ne ngang ta kong dia ku to pa Kristiano amen